အားလုံးမင်္ဂလာပါကျွန်တော်ကတော့ slide ပါတယ်ချီလန်ဖွဲ့ရဲ့ chief editor ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ online ကနေတွေ့ဆုံမေးမြန်းဖို့ဖိတ်ကြားထားတာကတော့သူရဆွေမိုင်းဦးဆောင်တဲ့ Union Betterment Party UBP Party မတူပီရဲ့တာဝန်ရှိဥက္ကဋ္ဌဖြစ်တဲ့ slide no big နဲ့ဒီသူတို့တော်မှာဝင်ပြန်မဲ့ဦးထွန်းအောင်နဲ့ကျွန်တော်တို့တွေ့ဆုံမေးမြန်းမှာဖြစ်ပါတယ်အဓိကကျွန်တော်မေးမြန်းဖို့ပြင်ဆင်ထားတာကတော့ UBP Party ရဲ့ Party Policy နဲ့ရည်မှန်းချက်ဒီချင်းပြည်နယ်မှာသူတို့ဝင်ပြန်မဲ့အတွက်သူတို့ချင်းပြည်နယ်အတွက်ဘာ policy တွေရှိထားလဲဆိုတာဟာလေးကျွန်တော်မေးထားမှာဖြစ်ပါတယ်အခုလိုချင်းပေးတဲ့ slide no big UBP Party မတူပီဥက္ကဋ္ဌနဲ့ပြည်သူ့တော်မတ်လောင်ဦးထွန်းအောင်အပေါ်မှာထူးခြားတင်ပါတယ်ပထမဆုံးအနေနဲ့ slide no big ကနေပြီးတော့နည်းနည်း introduce လေး message ပေါ့နော်ပြန်လုပ်ပေးပါဦးဟုတ်ကဲ့ပါကျွန်တော်နာမည်ကဦးနိုဘစ်ဖြစ်ပါတယ်ကျွန်တော်ကိုရီးယားနဲ့ပြန်လာပြီးမှ2016ကနေ2018အထိ CYO မတူပီမှာနှစ်နှစ်တာကျွန်တော်တာဝန်ထမ်းဆောင်ပါတယ်ပြီးနောက်2018ကနေ2020အထိဗဟိုချင်းလူငယ်အဖွဲ့အစည်းမှာကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးမှကျွန်တော်နိုင်ငံရေးကိုပြန်လဲသုံးသပ်တဲ့အချိန်မှာအရင်တော့ကကျွန်တော် NLD ကိုရန်ထောက်ခံခဲ့တယ်ဒါပေမဲ့သူပြီးထားတဲ့ဂတိအောင်နိုင်ရေးဂတိအတိုင်းကြောင်းလဲချိန်တမ်းပြီးဆိုပြီးမှဖွဲ့စည်းပုံပြင်မယ်လို့ပြောထားတယ်ဒါပေမဲ့9နှစ်အတော်အတွင်းမှာဖွဲ့စည်းပုံတွေမပြင်နိုင်ဘူးအဲ့ချိန်မှာကျွန်တော်တို့လူငယ်တွေကပြန်ပြီးမှသုံးသပ်တယ်သုံးသပ်တဲ့ချိန်မှာကဘယ်သူပြင်နိုင်မလဲကျွန်တော်တို့မျှော်လင့်ထားတဲ့ NLD ကလည်းမပြင်နိုင်တော့ဘူးပြီးမှကြံ့ခိုင်ရေးကတော့ဖွဲ့စည်းပုံကိုအသက်နဲ့ရင်းပြီးကာကွယ်မယ်လို့ပြောထားတယ်အမှကဦးသူရရှိမရဲ့ party policy ကိုကျွန်တော်တို့ပြန်ဖတ်တဲ့ချိန်မှာကသူကဖွဲ့စည်းပုံကိုပြင်ဆင်ပေးမယ်အတိရေးဆွဲပေးမယ် Federal Democracy စနစ်နဲ့ညီညွတ်တဲ့ဟာအတိရေးဆွဲပေးမယ်လို့ကျွန်တော်တို့ဖတ်ရတယ်ပြီးမှ policy ထဲကအခန်းစနစ်မှာသူကလူငယ်တွေကိုဦးစားပေးတယ်လူငယ်များအနာဂတ်နိုင်ငံတော်ကိုပခုံးပြောင်းတာဝန်ယူနိုင်ရန်စွမ်းဆောင်ရည်မြင့်တင်လေ့ကျင့်ပေးခြင်းအတွေ့အကြုံရင့်ကျက်လာစေရန်နေရာပေးတာဝန်ပေးခြင်းအခွင့်အလမ်းမြင့်တင်ပေးခြင်းတို့ကိုဆောင်ရွက်မည်ဆိုတဲ့ဆောင်ပုဒ်တွေကိုကျွန်တော်တို့ဖတ်တဲ့အချိန်မှာအဲ့ဒီပါတီကိုကျွန်တော်တို့စိတ်ဝင်စားတာဖြစ်တယ်ဒါနဲ့အဲ့ဒီအတိုင်းပါပဲဒီနှစ်ထွက်တော်အမတ်100ရာခိုင်နှုန်းမှာ80ရာခိုင်နှုန်းကလူငယ်တွေကိုနေရာပေးတာကျွန်တော်တို့တွေ့နေရတယ်ဒါကြောင့်ဒီပါတီကိုကျွန်တော်တို့ထောက်ခံတာဖြစ်တယ်ကျွန်တော်တို့နှစ်ခုအနေနဲ့ကျွန်တော်ပြောချင်တယ် plan A plan B ပေါ့မြန်မာနိုင်ငံမှာပြည်သူတွေအထောက်ခံဆုံးပါတီက NLD ဖြစ်တယ်ဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုတော့ကြံ့ခိုင်ရေးကြတော့ပြည်သူတွေကတိတ်ပြီးမှမထောက်ခံတော့ဘူးဆိုတော့ကျွန်တော်တို့တွေ့မြင်နေရတယ် plan B မှာကြတော့ဦးသူရရှိမရဲ့ပါတီကိုတစ်ခက်နဲ့တစ်နှစ်ကျော်တွင်းမှာတစ်ခက်နဲ့ပြည်သူတွေကထောက်ခံလာတယ်မြုပ်နယ်265မြုပ်နယ်မှာပါတီရုံးတွေအကုန်လုံးထောင်ပြီးမှပါတီအမတ်ပေါင်း930ရင်ပြိုင်မှာဖြစ်တယ်ဒီနေ့တတိယပါတီကြီးဖြစ်နေပြီအမှကကျွန်တော်တို့အကယ်၍ဦးသူရရှိမရဲ့တမန်ကြောင်းကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်ထွက်တော်ထဲကိုရောက်နိုင်အောင်ကြားမှာတန်တမာရေးအရာလုပ်ပြီးဥပဒေပြင်ပြီးတဲ့သူကဦးသူရရှိမဖြစ်တယ်ဒါတကယ်တော့ကျွန်တော်တို့ပြောရမယ်ဆိုတော့ NLD ရဲ့ကျေးဇူးရှင်ပေါ့2012ကြားဖြတ်ရွေးကောက်ပွဲမှာအဲ့ဒီပုံမှန်ကိုပြင်ပေးလိုက်လို့အခု NLD ကဒီချိန်ထိရောက်နိုင်တယ်ဆိုတာဦးသူရရှိမကိုတိုင်လည်းပြောထားတာရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီအစင်းရရတာကိုလည်းကျွန်တော်တို့2010ကနေ2015အထိကျွန်တော်တို့အချိုးချင်းအခါကျွန်တော်တို့ခန်းစားပြီးပြီသူတို့ Federal အခုတော့ပြောလာတယ်ဘာဖြစ်လို့အဲ့ဒီချိန်မှာ Federal ဥပဒေမပြဋ္ဌာန်းတာလဲဘာဖြစ်လို့ Federal မပြီးတာလဲပြီးမှ2015ကနေ2020အထိ
NLD ကလည်း Federal ပြောလာတယ်ဒါပေမဲ့ Federal အကြောင်းဖတ်တော်ထဲမှာလုံးဝဆွေးနွေးထားတာကျွန်တော်တို့မတွေ့ရဘူးနောက်ဆုံးမှာအခုနောက်ဆုံးရွေးကောက်ပွဲနည်းခါကြမှာသူက NCA လမ်းကြောင်းနဲ့ NCA လမ်းကြောင်းက National Ceasefire Agreement ပဲဖြစ်တယ်ပြောချင်တာကအရင်တုန်းကတိုင်းရင်းသားတွေကအဲ့ဒီ NCA နဲ့လမ်းကြောင်းနဲ့စူးစမ်းဖို့တယ်ဒါပေမဲ့မရအောင်ကျွန်တော်ကတော့တိတ်မမျှော်လင့်ဘူးပေါ့အဲ့ဒီလမ်းကြောင်းနဲ့ Federal ပြီးနိုင်မယ်ဆိုတာလည်းကျွန်တော်တိတ်မမျှော်လင့်ဘူးဒါကြောင့်ကျွန်တော်တို့ကဒီအနီရရတာကိုလည်း2015ကနဲ့2020အထိအချိုချင်းခါကျွန်တော်တို့ပြီးစမ်းပြီးပြီဒါနဲ့ကျွန်တော်တို့2020ကနဲ့2015အထိ2025အထိဒီအဝါရရတာကိုလည်းကျွန်တော်တို့စမ်းကြည့်ရအောင်ဦးသူရရွှေမန်းပြောတာကလည်းကျွန်တော်တို့စမ်းကြည့်ပါကျွန်တော်လုတ်ပေးနိုင်မလုတ်ပေးနိုင်ဆိုတာသူကပြည်သူတွေကိုကတိပေးထားတာရှိတယ်ဒါကြောင့်သူ့ရဲ့ policy တွေကိုတော့အားလုံးမပြောတော့ဘူးဒါပေမဲ့သူ့ရဲ့ပြည်သူများတော့ကတိပြုချက်ဆိုပြီးမှသူက12ချက်ကိုသူကပြဋ္ဌာန်းထားတာရှိတယ်နံပါတ်1တိုင်းရင်းသားအားလုံး Federal ခွင့်ရေးနဲ့နိုင်ငံသားတိုင်းနိုင်ငံသားခွင့်ရေးရရှိစေရမည် Federal စနစ်ကိုသူကကျွန်တော်အစိုးရဖွဲ့နိုင်တော့ဒါမှမဟုတ်သူက Plan A ကသူကအားလုံးနိုင်ရင်တော့အစိုးရဖွဲ့မှာပေါ့ Plan B ကြတော့အားလုံးမနိုင်ရင်တော့ညွန့်ပေါင်းအစိုးရညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရင်လည်းကျွန်တော်တို့တိုင်းရင်းသားပါတီကကျွန်တော်နဲ့အလဲရလောက်ထားတာရှိတယ်လို့သူပြောတယ်သူဖက်ပါဖို့ပေါ့ဒါကြောင့် Federal ကျွန်တော်ဒါအစိုးရတက်လာရင်တော့ Federal ပြည်ထောင်စုစနစ်ဖြစ်လာအောင်ကျွန်တော်စွမ်းဆောင်နိုင်တယ်လုပ်နိုင်တယ်ကိုင်နိုင်တယ်ဆိုတာသူကကတိပေးထားတာရှိတယ်နံပါတ်2အချက်ကြတော့တောင်တူလက်သမားများအတွက်ကျွန်တော်တို့အဓိကဒီမှာတော့တောင်တူလက်သမားဆိုတာရွှေ့ပြောင်းတောင်ယာတွေလက်သိမလုပ်ချပါဘူးဒါပေမဲ့ဝါဥဒီမှာလုပ်တယ်တောင်ပေါ်ဒေသမှာဆိုတော့ဝါဥအတွက်ကျွန်တော်တို့မတီငွေအရင်နှစ်ကျွန်တော်တို့ဒီတောင်တူလက်သမားတွေအရင်နှစ်မရှိဘူးမရှိတဲ့ချိန်မှာသူက3သိန်းကနဲ့စာပြီးမှဘူကလုပ်ရင်လုပ်တော့ပေါ့အမှ3နှစ်အတွင်းအတိုးမဲ့ကျွန်တော်ချင်းဝင်ပြီးမယ်အဲ့ဒါကို3နှစ်အတွင်းမဆက်နိုင်ရင်တော့9နှစ်အစိုးရတက်တန်းကုန်တဲ့အထိအဲ့ဒီ3သိန်းကနဲ့စာပြီးမှကိုလုပ်ရင်နိုင်ရင်လုပ်တော့ချင်းဝင်ကိုအတိုးမဲ့ထုတ်ပေးမယ်လို့ကတိပေးထားတာရှိတယ်နံပါတ်3အချက်ကြတော့ကျွန်တော်တို့ဒီတရက်လုတ်ခလာစာကဒီမှာဆိုတော့3500အခုတတ်မှတ်ထားတာရှိတယ်အဲ့ဒါကိုဦးသူရရွှေမန်းအစိုးရတက်လာတဲ့ဆိုတော့ဒီတရက်လုတ်ခလာစာကို7000ရအောင်ကျွန်တော်စီမံဆောင်ရွက်ပေးမယ်ဆိုတာနှစ်အတွင်းစီမံဆောင်ရွက်ပေးမယ်ဆိုတာသူကတိပေးထားတာရှိတယ်ဒီမှာတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင်းအငယ်စားအသီးစားအလတ်စားနဲ့အကြီးစားစီးပွားရေးလုပ်ငန်းများကိုလည်းစက်မှုလက်မှုကိုအားပေးမြင့်တင်ပေးမယ်ဆိုတာသူကကတိပေးထားတာရှိတယ်ဥပမာပြောရမယ်ဆိုတော့ဒီတန်ဖိုးမြင့်ထုတ်ကုန်များဆိုတဲ့နေရာမှာကဥပမာကျွန်တော်တို့က China make တွေမဲ့ကျွန်တော်တို့အများအားသုံးနေတာရှိတယ်ဥပမာတန်ဖိုးမြင့်ဆိုတာကကျွန်တော်တို့ကဘာစံချိန်ကြီးတဲ့တန်ဖိုးထုတ်ကုန်များကိုလည်းသူကထုတ်ပေးမယ်ဆိုတာကသူကတိပေးထားတာရှိတယ်ဒီမှာအလုံးလုံးလို့တော့အရွယ်ရောက်သူတိုင်းအလုံးအကန်ရရှိရေးကျွန်တော်တို့ဒီမှာကအလုံးလက်မဲ့တွေအများများတယ်ဘာဖြစ်လို့လဲဆိုတော့ဖွဲ့စည်းပုံမပြင်နိုင်လို့ဒီကဘာနဲ့company တွေဝင်လို့မရဘူးလုပ်ငန်းရှင်ကြီးတွေဝင်လို့မရတဲ့ချိန်မှာကျွန်တော်တို့မှာအလုပ်ကိုင်တော်ရှားပါတယ်အဲ့ဒီသူကဖွဲ့စည်းပုံကိုတစ်စင်းပြီးတစ်စင်းပြင်ပေးမယ်ဆိုတော့သူကတိပေးထားပြီးသားဒါကြောင့်လူတိုင်းလူငယ်တိုင်းအလုပ်အခွင့်အလမ်းရစီရမယ်ဆိုပြီးမှသူကတိပေးထားတာရှိတယ်နံပါတ်4ချက်ကနိုင်ငံဝန်ထမ်းများအတွက်အခုနိုင်ငံဝန်ထမ်းတွေကလစာအနိုင်ဆုံးလစာ2သိန်းခွဲအဲ့လောက်ရတယ်အဲ့ဒါကကျွန်တော်တို့မဖူထုံဘူးအဲ့ဒါကိုကျွန်တော်ဒါအစိုးရဖြစ်လာတယ်ဆိုတော့နှစ်အတွင်းမှာနှစ်ဆလစာဥမာအခုက2သိန်းခွဲဝန်ထမ်းတယောက်ကလစာ2သိန်းခွဲစားတယ်ဆိုတော့နှစ်ဆဆိုတော့သူကဖူဖူလုံးလုံးနေနိုင်ပြီ
era gole tu ga na hit atwin tom yin pe me sura tu gadi pe tha ra shi de pi ma pi tu won tham yap sit to yek wat âu châu ye mu je ywa âu châu ye mu roin go la sin chi ming ngwe se chat li ting tala ma li ting aku ga tu ro ya ra ga ku tong tin ne ama li ting ko tam hap pi me lo tu ga gadi pe tha ra shi de pi ma angin sa won tham ya twat pin sin la sa tom yin pe chin ko le song yap pe me lo gadi pe tha ra shi de pi maတက်ကြီးရွယ်အိုများကိုဝင်ဆောင်တဲ့မတန်ဆွမ်းသူများအားထောက်ပံ့ခြင်းများကိုတိုးမြှင့်ပေးမယ်လို့ကြေညာပေးထားတာရှိတယ်။နံပါတ်8အချက်ကမြေယာပြဿနာများကိုတစ်နှစ်အတွင်းပြီးပြတ်အောင်ဖြေရှင်းဆောင်ရွက်ပေးမည်ဆိုတာသူကကြေညာပေးထားတာရှိတယ်။အခုမြေယာပြဿနာကိုကျွန်တော်တို့ကြည့်ရမယ်ဆိုတော့ဥပမာ NLD အစိုးရကမှာကျွန်တော်တို့ရဲ့ဖိုးဖားပိုင်မြေတွေကိုသူကအစိုးရရဲ့ပိုင်ဆိုင်မြေအနေနဲ့သူတို့မူဆွဲထားတာရှိတယ်။ကဲဥမာကျွန်တော်ရဲ့ဖိုးဖွားပိုင်ကြီးကိုလူတယောက်ကသူကပုံစံ105 106ရှောက်လိုက်တယ်ဆိုတော့အဲ့ဒီကျွန်တော်ရဲ့ဖိုးဖွားပိုင်ကြီးကိုရှောက်တဲ့လူကတခါတည်းပိုင်ကြီးအဲ့ဒီ NLD ဆိုရခက်မှာသူတို့ policy ဆွဲတာရှိတယ်ဒါတွင်ကိုဥတရရွှေမန်းကဖိုးဖွားပိုင်ကြီးတွေကိုတားဆီးမြေဆက်ပိုင်ဆိုင်နိုင်အောင်ကျွန်တော်ဆောင်ရွက်ပေးမယ်လို့ကတိပေးထားတာရှိတယ်ပြီးမှနံပါတ်9ချက်ကအခွင့်အခါ license ကိစ္စ shipping ကိစ္စနဲ့မြို့ဝင်ကြေဟက်စစ်မီတာခနဲ့မှတ်ပုံတင်ကိစ္စများကိုလည်းအချိန်ကုန်ငွေကုန်လူပန်းမဖြစ်စေရေးစီမံဆောင်ရွက်ပေးမည်လို့သူကတိပေးထားတာရှိတယ်နံပါတ်10ချက်ကြတော့တရားဥပဒေစိုးမိုးရေးပြည်ငြိမ်အေးချမ်းရေးတရားမျှတရေးနဲ့ငြိမ်းချမ်းရေးတို့ကိုတိုးတက်ကောင်းမွန်အောင်အထူးအလေးထားဆောင်ရွက်ပေးမည်လို့သူကတိပေးထားတာရှိတယ်အခုကျွန်တော်တို့ဒီ2015ကနေ2020အထိငင်းချမ်းရေးအဲ့ဒီအချက်ထဲမှာကျွန်တော်ငင်းချမ်းရေးကိုအဓိကဆွေးနွေးချင်ပါတယ်ငင်းချမ်းရေးကဘယ်လိုအခြေအနေရှိလဲအရင်တော့ကအစင်းခက်မှာပေါ့ USDP ခက်မှာကငင်းချမ်းရေးကပိုအဆင်ပြေတယ်လို့ကျွန်တော်မြင်မိတယ်သုံးသပ်မိတယ်အခုဒီ9နှစ်အတော်အတွင်းမှာငင်းချမ်းရေးတကယ်တမ်းဆိုတော့ရခိုင်ပြည်နယ်ဆိုတော့သူကန်ထန်ထားတာလည်းမရှိဘူးဒီမှာတအောင်ပလောင်တို့ကန်ထန်ထားတာလည်းမရှိဘူးဒီမှာကျွန်တော်တို့ RFA သတင်းမီဒီယာကလည်းကျွန်တော်ဖတ်တလောက်ပေါ့နားထောင်တလောက်ကဒေါ်ဆန်းစုကြည်ကAA တွေကိုအပြုတ်တိုက်လို့သူကပြောထားတာတွေရှိတယ်ဒါကဥပမာတကယ်သူ Federal ပေါ်ဆောင်မဲ့ဟာကဘယ်လိုဖြစ်မလဲသူက Federal လို့ပြောတယ်ရခိုင်တွေကြတော့ပြုတ်တိုက်လို့အမှငင်းချမ်းရေးမှာအစမတီမှုတွေလည်းအများကြီးတွေ့နေရတာရှိတယ်ဒါကငင်းချမ်းရေးကိုဥတရရှိမန်ပြောတာကတော့ရခိုင်တွေလိုချင်တာက Federal လိုချင်တယ်ကျွန်တော် Federal တို့အတွက်ပေါ်ဆောင်ပေးမယ်ဆိုတော့တို့ကလက်နဲ့ကင်လမ်းစင်နာလက်နဲ့ကင်ကအခုတိုက်ပွဲတွေမဖြစ်တော့ဘူးဆိုတာသူပြောထားတာရှိတယ်ဒီမှာနံပါတ်7ဒါကတော်ရေးကြီးတယ်ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်တည်ဆဲဥပဒေအရရက်ကိုနိုင်ငံတော်နဲ့နိုင်ငံသားများအကျိုးစီးပွားအတွက်ပြင်ဆင်ခြင်းတဲ့နံပါတ်1အချက်ပြင်ဆင်ပေးမယ်တဲ့ပယ်ဖျက်ခြင်းအဲ့ဒါအတုံးမလိုတဲ့ဟာနိုင်ငံအတွက်ကန့်လန့်ဖြစ်တဲ့ဖွဲ့စည်းပုံတွေကိုပယ်ဖျက်ပေးမယ်လို့ကတိပေးထားတာရှိတယ်ပြီးမှ Federal Democracy စနစ်နဲ့လိုက်ရောညီထွေတဲ့ဥပဒေများကိုအတိပြတန်းချင်းတို့ကိုပြုလုပ်ပေးမယ်ဆိုတာသူကတိပေးထားတာရှိတယ်ဒီမှာနံပါတ်7အချက်ပြည်သူတရက်လုံးစောက်နေရေးကြားမာရေးပညာရေးကိုပိုင်အိမ်ပိုင်နေထိုင်နိုင်ရေးကိုပိုင်ကားစီးနိုင်ရေးအများပြည်သူခီးသွားလာမှုချောင်းမွေးအစီအပြေစီရေးတို့ကိုလက်ရှိအခြေအနေထက်တာလွေကောင်းမွန်အောင်ဆောင်ရွက်ပေးမယ်လို့သူကတိပေးထားတာရှိတယ်အမှားကကိုပိုင်အိမ်ပိုင်နေထိုင်နိုင်ရေးဆိုတာကကျွန်တော်တစ်ချက်ပြန်ရှင်းပြချင်တယ်မြန်မာနိုင်ငံမှာကျွန်တော်တို့ချင်းပြည်နယ်မှာကြတော့ချင်းပြည်နယ်မှာလည်းကြေးရွာပြည်သူတွေမြုပ်တက်လာတဲ့အချိန်မှာကျူးကျော်မြေတွေအများကြီးရှိတယ်ဒါကိုဥတရရွှေမန်းကကိုပိုင်အိမ်နေထိုင်နိုင်ရေးကိုပိုင်အိမ်ပိုင်နေထိုင်နိုင်ရေးဒါတွေကိုကျွန်တော်ဆောင်ရွက်ပေးမယ်ချင်းပြည်နယ်မှာကလို့ဒီမရန်ကုန်တို့
man le dong ma le chu chom yi ren gong nyai shi de da aku asoya ni ne le ma phit shin pi nai bu chang khai yi khet dong a le ma phit shin pi nai bu da rin ko chano ro ho pi tu ro ma su pu aung era ko chano saung yap pi me lo tu kiti pi tha ra shi de pi ma ko pai ka si nai yi lu de yaw a alok let me phit ni de so no sa phu tau phu ka ni ni da da ko pai ka si nai phu so ra yang khet de ပြောချင်တာကအခုဝန်ထမ်းဝင်ဆိုတော့ဥပမာကျွန်တော်တွေ့ကြုံရကိုရီးယားမှာကျွန်တော်၄နှစ်ကျော်ကျွန်တော်နေထူးတယ်အမှကဝန်ထမ်းဝင်ဆိုတော့ကျွန်တော်တို့နိုင်ငံခြားသားတွင်တင်း30ရတဲ့အချိန်မှာသူတို့ကတင်း40 50 60ရတယ်အမှကအရစ်ကြတဲ့ကားတွင်ယူနိုင်တယ်ပြောချင်တာကဒီမှာကဝန်ထမ်းတွေအနိုင်နိုင်လုံးဝကိုပိုင်ကစီးနိုင်ဖို့အခွင့်အလမ်းမရှိဘူးအနည်းဆုံးအခုနလာစာကိုသူကဒီအခုလာစာထက်နှစ်ဆတိုးပြီးမယ်ဆိုတော့သူကအရစ်ကြတွင်ဥမာကားတွင်ယူနိုင်ပြီပြီးမှပြည်သူတွေအလုပ်အကန့်ခွင့်လန်းရှိတယ်ဥမာတရားလောကခ1000ထားပါတော့ဥမာချင်းတောင်ဖက်မှာတော့အခုပြည်မဖက်မှာ3500တရားလောကခဒါပေမဲ့ချင်းတောင်ဖက်မှာတော့ရှားပါစေပုံစံနဲ့အခု1000 15000 2000လောက်တို့ရကြတယ်ပြောချင်တာကကျွန်တော်တို့ချင်းပြည်သူတွေတက်လဲပြည်မမှာ1000တနေ့လောကခဆိုတော့ချင်းတောင်ဖက်မှာဆိုတော့3000 4000လောက်ကျွန်တော်ရနေပြီ3000 4000ရရင်တော့မလေးရှားတို့နဲ့အိန္ဒိယတို့နဲ့အတူတူပါပဲပြောချင်တာကကျွန်တော်တို့ရတဲ့အားကိုကျွန်တော်ပြောချင်တယ်ပြီးမှအဲ့ဒီဟာကပြည်သူများတို့ကတိပြုချက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီပါတီကိုလက်ခံတာကအရင်တော့အောင်ဆန်းစုကြည်အတွက်လည်းအလုံးလုံးဖူးပေးလို့ဒီတော့သူတို့ပါတီတွင်းမှာလည်းပွတ်တိုင်းမှုတွေရှိတယ်သူတော်ခံနေရတယ်သူကဟိုညတကောင်ရန်တင်ပွဲတော့ဘာလို့သူအဲ့လိုစစ်တပ်ဖြစ်ပင်မဲ့လို့စစ်တပ်ထဲကစိတ်ကောင်းစေတနာရှိတဲ့လူတယောက်လို့ကျွန်တော်ပုဂ္ဂိုလ်ကြီးလို့ကျွန်တော်မြင်တယ်ဒါကြောင့်ဒီပါတီကိုဒီလက်ခံရခြင်းဖြစ်တယ်တခြားကျွန်တော်တို့သုံးသပ်ဒီနှစ်ငါးနှစ်တမ်းမှာကျွန်တော်တို့သုံးသပ်ကြည့်တော့လူငယ်မှာကျွန်တော်တို့အလုပ်လုပ်ဖူးတယ်လုပ်တဲ့အချိန်မှာကပြည်သူနဲ့ဌာနဆိုင်ရာအကြားပြဿနာတွေရှိတယ်ပြီးမှဟိုအဟန့်တားလေးတွေရှိတယ်ဒါကိုကျွန်တော်တို့တင်ပြတဲ့အချိန်မှာကဒီလောလောဆယ်အမတ်တွေကတိတ်ပြီးမှနားထောင်တဲ့ဟာမရှိဘူးဒါကြောင့်ကျွန်တော်တို့လူငယ်တွေလဲနေရပေးချင်တယ်ဒီပါတီကနေပေါ့ဒါကြောင့်ကျွန်တော်တို့လူငယ်တွေလဲသွားမှကျွန်တော်တို့လူငယ်တွေလဲနိုင်ငံရေးလုံးမှကျွန်တော်တို့အနာဂတ်ကျွန်တော်တို့ကလူငယ်ဘဝကိုနားလဲတယ်ဆိုတော့လူငယ်တွေနေရကျွန်တော်တို့ပြီးနိုင်မှာဖြစ်တယ်ဒါကြောင့်ဒီပါတီကိုလက်ခံရခြင်းဖြစ်တယ်ဆရာဘုရားထံကိုထူးကျေးဇူးတင်ပါတယ်ဒီလောက်ပြောချင်အဖြစ်နေကုန်းချုပ်ပြရစေကျေးဇူးတင်ပါတယ်အခုနဆရာပြောတဲ့အထင်းမှာနည်းနည်းပါတီရည်မှန်းချက်နဲ့ policy နည်းနည်းပြောပါအောင်လားပြောတဲ့ဟာကတော့နည်းနည်းခြုံပြီးတော့အကုန်လုံးပြောတော့လေတူရှင်းလူရင်းနဲ့ဒီ UBP ပါတီကပြည်ထောင်စုအဆင့်မှာပြည်နယ်အဆင့်မှာပါတီဟုတ်ကဲ့ပါတီရဲ့ရည်ရွယ်ချက်ကြတော့နိုင်ငံတော်ကိုခက်မီဖွံ့ဖြိုးတိုးတက်သော Federal ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရန်ပြည်သူတို့၏လွတ်လပ်မှုနဲ့ဘဝလုံခြုံရေးလူမှုစီးပွားဘဝလုံခြုံရေးခံစားရရှိစေရန်ကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုအားပေးမြင့်တင်ရန်ဆိုပြီးမှအဲ့ဒါကပါတီရဲ့ရည်ရွယ်ချက်ဖြစ်တယ်ပါတီရည်မှန်းချက်ကြတော့ Federal ပြည်ထောင်စုစနစ်တည်ဆောက်ရမည်နံပါတ်2ချက်ကဒီမိုကရေစီစနစ်ထူထောင်ရမည်နံပါတ်3ချက်ကတိုင်းရင်းသားသွေးစည်းညီညွတ်ရေးရရှိရမည်နံပါတ်4ချက်ကြတော့တောင့်တင်းခိုင်မာသောစီးပွားရေးစနစ်ဖြစ်ထွန်းပေါ်ပေါက်ရမည်နံပါတ်5ချက်ခက်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရမည်ဆိုတာကပါတီရဲ့ရည်မှန်းချက်ဖြစ်တယ်နံပါတ်5ခွဲပြည်သူအတွက်ရည်မှန်းချက်ခွဲအမှကပါတီရည်မှန်းချက်ရဲ့ကာကြီးရှိတယ်ကာခွေးကတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူတို့၏ဘဝတည်ငြိမ်အေးချမ်းရေးရရှိရန်ဆောင်ရွက်ရမည်နံပါတ်2ချက်က
ปีตูเราอีสีปอยก็มุ่งปีนายงานเราอีสีปอยพิปโปปอมุ่งเนี่ยอตูฮันเชนนี่ไล่ปานายามีนับตรงปีตูเราอีสาวเนยยัดตีนายมุ่งเนี่ยลุงมุ่งสีปอยบัวลงชงมุ่งชิเสียมีนับเล่แต่ยามหาตาเชนลลัดเชนขึ้นตูนิหาเชนสีโลนิหาเชนเราก็ยาชิขันซาเสียมีสุราชีเร่ปีมาปาร์ตี้ยงจิเชเจ้าดอกดียีเวชยิมฮันเชมยาเนี่ยนี่นายงานดอเนี่ยปีตูดอัดวัดรู้อัชมยากูสิกองสีดนามฮัมพินูจาเตจวสวาสองยัดชิมสิเอามีหุยงจีดีสุรากาปาร์ตี้ยงจิเชปาร์ตี้ขันยุเชเจ้าดอกดีนายงานดอเนี่ยปีตูลุทุยกองจูกูสองยัดยามปอปอลาต่อปาร์ตี้เนี่ยปาร์ตี้วันยาพิโตเจ้ายูเอชเนี่ยยิมฮันเชฟเนี่ยออมยินเสียนสิไปสัญญายุไปสัญญาของอันเนี่ยสวงอาชีพมาพอทุกลูกสองใจยามีหุขันยูดีปาร์ตี้มัวระสุราชีเจปาร์ตี้มัวระเนี่ยอภิกาเช็คกับเขาหนุพบยาอัปดีนับบัตรเช็คในงานยี่ปีทองสู้เนี่ยมาในงานโดนเนี่ยซีเรียลไลท์เพตโต Federal Democracy สนิทกูจินตงสองยันนี้นับบันเฮเชดนายงานชายเงินชันสวาตุยินด้วยนี่ทางยี่มูจีงาชันให้อันนี้ลดไล่ตัดจวดโดนายงานตะกาสสัญญีกูจิตตรงมีนับบัดตรงเช็ดกากวยยี่เนี่ยลงชงยี่นายงานโดยอชุชาอานาเนี่ยเนมีติตั้งขันยี่กูพิโปสีโดอมิวตาอสูจูสีบัวนายงานตามยากูบุกผิวสองยมีนับบัดลีเช็ดสีบัวยี่ลดไล่ตยามหาตาโตสีกว่าสีบัวสนิทกูจินตงมีสุราชีที่มาเป็นยาเย่ด้วยข้อมูลเห็นปีทุนสันตินายดิลูกสาวอายุยืนยาวพุ่มโจตัวแต่อ๋องสองเดือนมีจ้ายาละคำนี้ฮัลโหลจ้าเลยจ้ามาเย่นับบัดเช้าเช็ดนายงานตาตั้งจ้ามาเย่สองช่องยาชิเสียตัวมีสองเดือนมีนับบัดคนนี้เช็ดยินจีมุอามิวตายินจีมุเสียอิเล็กนามยาเนี่ยตายินตามยาโยยายินจีมุเสียอิเล็กนามยากูเท่งเท่งยินดินสองยมีนับบัดชื่อเช็ดแต่ยาอุบริสุโมยนะอุบชกเยแต่ยาอุบริสุโมยนะปีตูโดอีบัวลงชงสิชะตีนินชัยโดด้วยอุปเดปิวเยรุนแต่ยามหาตาปีตูญาไลนานายโดนายงานโดเนี่ยปีตูโดอีกองโจพิทุนเสมีอุปเดียยาทำเปย์เขาโชว์เยรวนปีตูโกโบโฮพิวเยอุปเดียเนี่ยอันนี้สีมาคังควายไล่นาจินตงสองเยแต่ยาสิเยรวนอุปเดียเนี่ยอันนี้ห่างกันหาตาสวาสินสมเสยเนี่ยปีตูญาผู้ป้องป่าวมุขมันได้ปีบีโดกับฮันเชนนี่ที่ยกห่างกันสวาป้องสีกองไทยพอนันเยจูบันสองเยมีสุราชีเดนับบักกูเช็ดตายินตายียาตายินตามยาคุณยี่กากวยสองชาวยี่เนี่ยอจูสีความเห็นตียี่ตายินตาชิจีเลซาปีอามิวตาตุยสีนี่ยี่ดกูปูมูตูแต่กองมวยออกสองยมีนับบัดเสียชัดต้องดูเลตมายี่ยาใส่ผิวยี่น้ำมวยอยู่ยี่สุราไปนับปันชีเดนับบัดกาจิต้องดูเลตมายาเลยามีลูกไปคุณยาตาสิงยี่เสใครมายาชียี่เนี่ยลุงสีบัวบัวตูเต็ดนี่มายีกูที่ยาวๆกองเทพอสองยมีนับบัดข้าคุยมียาเต็งสีชิงขันยามหุ่นเนี่ยเสลินยุอุปดีเนี่ยอันนี้กากวยสองยมีนับบัดกังมีเตียนซาตาอายิมยิมยากูอุปดีเนี่ยอันนี้ปีตูญาสิมจีรวยกูสวายาอยู่พอทุกใส่พิวมวยอยู่ในยี่อาเปกูนี่สองยมีสุราชีนับบัดข้าจีต้องดูแลตมาคุณยี่กากวยยี่เนี่ยอจูสีความเห็นตีเยอุปเดยีเวชปาลงงามยาอภิอวะอากองเทพอนายเยจูปันสองยมีสุราจนเราเยว่าชินปีตูลุทุตัวต้องดูแลตมายี่ยาสุรายาเยจีเรสุราพิโอจินเนนับบัสติอโลตมายี่ยากาจีนายงานตะวันลงโดยอโลเลเมโชเนปาเปียวเยอุติชามาสองยมี
နံပါတ်ခါခွေစိုက်ပျိုးရေးမွေးမြူရေးအပါအဝင်စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများကိုတိုးချဲ့ထူထောင်၍အလုပ်ကိုင်ခွင့်လန်းသစ်များဖော်ထုတ်ပေးမည်နံပါတ်ကငယ်ပြပနိုင်ငံရောက်အလုပ်သမားများနဲ့ရွှေ့ပြောင်းလုပ်သားများအပါအဝင်အလုပ်သမားများလုပ်ငန်းခွင်လုံခြုံစိတ်ချမှုရရှိရေးလုပ်ငန်းကျွမ်းကျင်မှုနဲ့စွမ်းဆောင်ရည်မြင့်မားရေးလူမှုစီးပွားဘဝတိုးတက်ရေးတို့ကိုအလေးပေးဆောင်ရွက်မည်လို့ဖော်ပြထားတာရှိတယ်နံပါတ်ခါအရေးအလုတ်သမားအားလုံးထိုက်တန်သောလောက်ခလာစာရရှိရေးလူမှုဖူလုံရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင်ရတင်ရထိုက်သောအခွင့်အရေးများပြီးဝရရှိဆောင်ရွက်မည်ဆိုတာရှိတယ်လူငယ်ရေးရာနံပါတ်7လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျောင်းနေအရွယ်လူငယ်များအားပြုစုပျိုးထောင်ပေးခြင်းလူငယ်များအနာဂတ်နိုင်ငံတော်ကိုပခုံးပြောင်းတာဝန်ယူနိုင်ရန်စွမ်းရည်မြင့်တင်လေ့ကျင့်ပေးခြင်းအတွေ့အကြုံရင့်ကျက်လာစေရန်နေရာပေးတာဝန်ပေးခြင်းနဲ့အခွင့်အလမ်းမြင့်တင်ပေးခြင်းတို့ကိုဆောင်ရွက်မည်လို့လူငယ်ရေးရာအတွက်ကရေးဆွဲထားတာဖြစ်တယ်နံပါတ်73လူအခွင့်အရေးနိုင်ငံသားများ၏မူလအခွင့်အရေးလူအခွင့်အရေးနဲ့ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့လုံခြုံမှုများရရှိခံစားနိုင်အောင်ဆောင်ရွက်မည်လို့ဖော်ပြထားတာရှိတယ်နံပါတ်14ဘာသာသာသနာရေးလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကိုဥပဒေနဲ့အညီရရှိအောင်ဆောင်ရွက်မည်ဗုဒ္ဓဘာသာသာသနာသည်မြန်မာနိုင်ငံရဲ့လူအများစုကိုးကွယ်ရာဘာသာသာသနာဖြစ်သည့်အတွက်ကုန်ထူးဝေးဒေသနဲ့ပြည်စုံအောင်ဆောင်ရွက်မည်မိသည့်ဘာသာသာသနာဝင်မဆိုနိုင်ငံသားတိုင်းကိုကျင့်သိက္ခာကောင်းမွန်ရေးနိုင်ငံတော်ပေါ်သစ္စာစောင့်တည်ရေးနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင်တာဝန်ရှိသည်ဟုခံယူဆောင်ရွက်ရမည်နံပါတ်15အမျိုးသမီးရေးရာအမျိုးသမီးများ၏အခွင့်အရေးဘဝလုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်မည်လို့ဖော်ပြထားတာရှိတယ်နံပါတ်16ပြည်သူ့ဘဝတက်တာချောင်ချီရေးပြည်သူတို့၏စာဝတ်နေမှုတက်တာချောင်ချီရေးလူမှုဘဝဖူလုံရေးဘဝအကြီးအတွေ့ပုံမူကောင်းမွန်ပြီးလူမှုဒုက္ခများကင်းဝေးလျက်စိတ်ချမ်းမြေ့ပျော်ရွှင်စွာနေထိုင်ရေးတို့ကိုဖက်ဆုံတော့ဆုံမှကြိုးပမ်းစီမံဆောင်ရွက်မည်နံပါတ်19ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးကကြီးကျေးလက်ဒေတာဖွံ့ဖြိုးရေးမဟာဗျူဟာမူပေါင်းနဲ့အညီပြည်ထောင်စုတဝန်းလုံးတွင်စည်ရနွမ်းပွားမှုရှော့နေစေရေးအတွက်အားလုံးပူးပေါင်းပါဝင်လျက်ကျေးလက်ဒေတာများဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ကျေးလက်နေပြည်သူများဤလူမှုဘဝမြင့်မားလာစေရန်နဲ့မြုပ်ပြနဲ့ကျေးလက်ကွာဟချက်များကြီးမြောင်းလာစေရန်အရှင်ဝါသုံးဆောင်ရွက်မည်နံပါတ်ခါခွေကျေးလက်ဒေတာရည်ရရှိရေးကြားမာရေးပညာရေးလမ်းပန်းဆက်သွယ်ရေးနဲ့လက်စစ်မီးရရှိရေးအပါအဝင်အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန်အရှင်ဟုန်မြင့်တင်ဆောင်ရွက်မည်လို့ဖော်ပြထားတာရှိတယ်နံပါတ်18နိုင်ငံဝန်ထမ်းရေးရာနိုင်ငံဝန်ထမ်းများသည်မိမိအဆင့်နဲ့လျော်ညီစွာကုန်ထိပ်ခါရှိနေထိုင်စားတောက်နိုင်ရေးစီမံဆောင်ရွက်မည်နံပါတ်ခါခွင့်နိုင်ငံဝန်ထမ်းများရရှိသည့်လစာစရိတ်နဲ့မိသားစုလူနေမှုစရိတ်လုံလောက်မျှတမှုရှိစေရန်စီစဉ်ဆောင်ရွက်မည်နံပါတ်ကနိုင်ငံဝန်ထမ်းများသည်မိမိတို့၏တာဝန်ကိုစိုးရိမ်ကြောက်ကြကင်းစွာကုန်ထိပ်ခါရှိထမ်းဆောင်နိုင်ရန်အားပေးကူညီနံပါတ်နိုင်ငံဝန်ထမ်းများအငြိမ်းစားယူခြင်းတွင်လူတက်စိတ်နေထိုင်နိုင်ရန်နဲ့လူမှုဘဝနိုင်ငံဝန်ထမ်းများနဲ့ကြားမာရေးဆောင်ရှောက်မှုပြီးနိုင်ရန်စီစဉ်ဆောင်ရွက်မည်19နဲ့20ကျန်သေးတယ်အဲ့ဒီနှစ်ခုစွန်ပြီးပြီနော်ဆရာနံပါတ်19ကတတိမီဒီယာနံပါတ်ကကြီးအများပြည်သူအကျိုးရရှိနိုင်မည့်တည်င်းအချက်လက်များကိုပြည်သူများဖန်ကန်စွာသိရှိနိုင်ရန်ဥပဒေနဲ့အညီလွတ်လပ်စွာတည်င်းရယူထုတ်ပြန်ခွင့်ရရှိနိုင်ရေးနဲ့ဥပဒေနဲ့အညီမိမိယုံကြည်ချက်ထင်မြင်ယူဆချက်များကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားဖြန့်ဝေခွင့်ရရှိရေးစီမံဆောင်ရွက်မည်နံပါတ်ခခွေနိုင်ငံတော်နဲ့ပြည်သူတို့အတွက်အကျိုးဖြစ်ထွန်းစေမည့်အချက်အလက်များရယူထုတ်ပြန်နိုင်ရေးအတွက်လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းပေါ်ပေါက်နိုင်ရန်အားပေးကူညီမည်နံပါတ်ကငယ်တတိမီဒီယာလုပ်ငန်းများ
ရှင်တန်အားကောင်းခံညာရေးနဲ့သက်ဆိုင်သူများအချင်းချင်းအပြန်အလှန်ထိန်းကျောင်းနိုင်ရေးဆောင်ရွက်မည်နံပါတ်20စွမ်းအင်နဲ့တဘာဝပတ်ဝန်းကျင်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကကျသည့်ဖက်စစ်နဲ့စွမ်းအင်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးနဲ့တဘာဝပတ်ဝန်းကျင်နဲ့ဂေဟစနစ်ကာကွယ်စောင့်ရှောက်ရေးတို့ကိုဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်အောင်စီမံဆောင်ရွက်မည်နောက်ဆုံးကြတော့အဓိကဥပမာဒီပါတီကဥပမာတချို့ပါတီတွေကပြောနေကြတယ်ကြံ့ခိုင်ရေးနဲ့သူကစစ်တပ်ဗိုလ်မှူးကြီးဖြစ်တဲ့အတွက်ကြောင့်ကြံ့ခိုင်ရေးပါတီဝန်ဟောင်းလည်းဖြစ်တဲ့အတွက်ကြောင့်ကြံ့ခိုင်ရေးနဲ့ပြန်ပြီးမှပူးပေါင်းမလားဆိုတာသူတို့မေးခွန်းထုတ်လာကြတယ် NLD နဲ့ပူးပေါင်းမလားဆိုတာမေးခွန်းထုတ်လာကြတယ်အမှသူရဦးရွှေမန်းကသူကဒီရေးထားတာရှိတယ်သူရဲ့မူဝါဒမှာနောက်ဆုံးအချက်မှာပြည်ထောင်စုကောင်းချိုးဆောင်ပါတီဒီတအကျိုးအများအကျိုးဆောင်ရွက်လိုသောသူများကိုအခြေပြု၍ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါသည်တနည်းအားဖြင့်ဤပါတီဒီပြည်ထောင်စုကောင်းချိုးအတွက်ဖွဲ့စည်းထားသောပါတီဖြစ်၍ပြည်ထောင်စုသားအားလုံးကပိုင်ဆိုင်သည်ဟုဆိုနိုင်ပါသည်နိုင်ငံတော်နဲ့ပြည်သူတို့၏နိုင်ငံရေးစီးပွားရေးလူမှုရေးဖက်ဆုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်နိုင်ငံအကျိုးဒေသအကျိုးဆောင်ရွက်လိုသူများပါဝင်ကြပါရန်ပန်ကြားပါသည်ဆိုတာသူကဖော်ပြထားတာရှိတယ်အမှပါတီအကျိုးထက်ပေါ့နော်ပြည်သူအကျိုးကိုပို့ပြီးမှအလေးထားဆောင်ရွက်မယ်ပြီးမှပြည်သူထောက်ခံတဲ့ပါတီနဲ့ဒါကိုသူကပို့ပြီးမှအလေးထားပြီးမှပူးပေါင်းပါဝင်မယ်ဆိုတာသူကတိပြုထားတာရှိတယ်ကျေးဇူးတင်ပါတယ်ဆရာခုလိုပါတီ policy ပြပြစုံစုံနဲ့ပြောပေးတဲ့တွေ့ကျေးရုပ်တင်ပါတယ်ဒီမှာကျွန်တော်ကြည့်ရှုနေတဲ့ပြည်သက်တွေကလည်းUBP ပါတီရဲ့ရုပ်ကိုပွေ့ချိန်ရစာတမ်းနဲ့ပါတီ policy တွေအကုန်လုံးသိရှိသွားမယ်လို့ယုံကြည်ပါတယ်ဆရာထုံးအောင်ကိုလှည့်ပေးချင်ပါတယ်ပြည်သူ့လွှတ်တော်ဖက်မှာဝင်ပြန်မဲ့ပုဂ္ဂိုလ်ဆိုတော့ပေါ့နော်ဆရာထုံးအောင်ဖက်ကိုလည်းကင်မရာလေးလှည့်ပေးပါဟုတ်ဆရာထွန်းအောင်ဟုတ်မင်္ဂလာပါဆရာထွန်းအောင်နေနဲ့ဒီ2020ရွေးကောက်ပွဲမှာအဓိကဘာကြောင့် UBP ပါတီအနေနဲ့ဝင်ပြန်တာလေဆိုတဲ့အချက်ရယ်နိုင်ငံရေးလောကထဲဘယ်လိုပုံစံနဲ့ဝင်လာလေဆိုတဲ့အချက်လေးအရင်ပြောပြပါအောင်လားဟုတ်ကဲ့ပါအဲ့ဆိုကျွန်တော်ဖိတ်ဆက်ပေးပါမယ်ကျွန်တော်နာမည်ကပေါ့စလိုင်းထွန်းအောင်ခေါ်ဦးထွန်းအောင်ပေါ့ကွာကျွန်တော်ကဦးထွန်းအောင်လို့လည်းကျွန်တော်နာမည်ပေးထားတယ်လို့စလိုင်းထွန်းအောင်လို့လည်းကျွန်တော်ပေးထားလို့ပါကျွန်တော်တော့မတူပီမြို့လောင်မရက်ကွက်မှာနေထိုင်နေလူတယောက်ဖြစ်ပါတယ်ခု2020ရွေးကောက်ပွဲမှာကျွန်တော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ UBP ပါတီထဲကနေပြီးတော့ဝင်ပြိုင်တဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကျွန်တော်ပါဝင်ရှင်ပြိုင်နဲ့ကိုယ်စားလှယ်လောင်းတူဖြစ်ပါတယ်လို့ကျွန်တော်ပထမဆုံးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဒီပြည်ထောင်စုကောင်းကျိုးဆောင်ပါတီထဲမှာ UBP ပါတီထဲကနေပြီးမှကျွန်တော်ဒီပြည်ထောင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်ရခြင်းရဲ့အဓိကကျွန်တော်ရဲ့ရည်မှန်းချက်ကတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပါတီရဲ့ policy ကိုကျွန်တော်အရင်ဆုံးကျွန်တော်ပထမဆုံးလေ့လာခွင့်ရခဲ့ပါတယ်။အဲဆိုတော့ကျွန်တော်ကလူငယ်တယောက်ဖြစ်ရတဲ့အလျောက်ကျွန်တော်တို့နိုင်ငံရေးကိုကျွန်တော်လေ့လာစူးစမ်းခဲ့တဲ့အပိုင်းလေးတွေကျွန်တော်မှပထမဆုံးရှိခဲ့ပါတယ်။အဲ့ဒီပုံမှာကျွန်တော်ကပါတီရဲ့ policy ကိုကျွန်တော်ဆက်ချင်းကျွန်တော်လေ့လာသုံးသပ်ကြည့်မိတဲ့အချိန်မှာကျွန်တော်ရဲ့တဘောဆန္ဒနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လိုအပ်ချက်နဲ့ကျွန်တော်ကိုက်ညီမှုရှိတယ်ဆိုတော့ကျွန်တော်ရဲ့ခံယူချက်ကြောင့်ကျွန်တော်ကဒီပါတီထဲကိုဝင်ပြီးတော့မှခုလိုကျွန်တော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထဲကနေပြီးတော့မှနိုင်ငံရေးထဲကိုစပြီးမှခြေလှမ်းရခြင်းဖြစ်တယ်
အဲ့ဒီအချက်ကတော့အဓိကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ party policy ကိုကျွန်တော်အကုန်လုံးတေချာလေ့လာကြည့်လိုက်တဲ့ချိန်မှာကြတော့တခြား party မှာလည်းသူ့ရဲ့ policy တို့ဟာလည်းသူတို့အကုန်လုံးရှိပြီးသားပါအဲ့ဒီချိန်မှာကျွန်တော်တခြား party တွေလည်းလေ့လာခဲ့ပါတယ်ဒီ UBP party ရဲ့မူဝါဒတစ်ချက်ဖြစ်တဲ့ပြည်ထောင်စု Federal Democracy စနစ်စစ်ကိုယုံကြည်သော party ဖြစ်တည်ဆိုတဲ့အချက်ကကျွန်တော်ရဲ့အဓိကမြန်မာနိုင်ငံရေးအပေါ်လေ့လာသုံးသပ်တဲ့အပေါ်မှာကျွန်တော်အဓိကကောက်ချက်အနေနဲ့ကျွန်တော်ခံယူရခြင်းဖြစ်တယ်ပြီးတော့နံပါတ်2အနေနဲ့ဘာဖြစ်လာမလဲဆိုလို့ရှိရင်ဒီနံပါတ်2အနေမှာကြတော့ဒီပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့အဓိကဦးစားပေးတဲ့ချိန်မှာလူငယ်လူကြီးလူရွယ်ဆိုပြီးလူမျိုးစားသုံးမျိုးရဲ့ကျွန်တော်တို့ရဲ့လူနေမှုဘဝမှာရှိခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပါတီရဲ့ရည်တည်မှုတွေကိုကြည့်တဲ့ချိန်မှာကျွန်တော်မြန်မာနိုင်ငံအပါအဝင်ကျွန်တော်ချင်းပြည်နယ်ကျွန်တော်မတူပြည်မြို့နယ်ထဲမှာပဲဖြစ်ဖြစ်နိုင်ငံရေးနဲ့ပတ်သက်တဲ့ပုံကိုဆိုတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ပုံကိုဆိုတဲ့ခန်းကဏ္ဍမှာကျွန်တော်ပြန်လေ့လာကြည့်မယ်ဆိုလို့ရှိရင်ရေဘူးရအဖြစ်ပြောမယ်ဆိုလို့ရှိရင်အသက်60ပြည့်ပြီးတော့မှ60ကျော်လူကြီးပိုင်းဖြစ်မှသာလေနိုင်ငံရေးနဲ့သက်ဆိုင်တယ်ဆိုတဲ့အဓိကခံယူချက်တွေကျွန်တော်တို့တွေ့မိတယ်နံပါတ်1ချက်ပြီးတော့မှနံပါတ်2အနေနဲ့နိုင်ငံရေးမှာဝင်ပြိုင်တဲ့နိုင်ငံရေးကိုရှောက်လန်းနေဆိုတဲ့ပုံကိုယ်ကြီးအသက်ဆိုင်ရာအစိုးရဝန်ထမ်းပြင်ဆင်စားတွေဖြစ်မှသာလေနိုင်ငံရေးနဲ့သက်ဆိုင်တယ်ဆိုတဲ့ခံယူချက်လေးတွေကျွန်တော်တို့ရဲ့ဒေတာမှာတွေ့မြင်နေရတယ်။ဒါပေမဲ့ကျွန်တော်ဒီ UBP ပါတီကိုလေ့လာကြည့်တဲ့ချိန်မှာဘာမြင်လိုက်ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီ UBP ပါတီရဲ့အဓိကခံယူချက်ဖြစ်တဲ့လူငယ်တွေကိုနောက်မှသာပခုံးပြောင်းတာဝန်ပေးခြင်းထက်ယခုကလေးကထိုက်တန်စွာနေရာပေးတဲ့နိုင်ငံအတွက်အခြေအနေကောင်းများကိုပို့ပြီးမှဖန်တီးနိုင်လိမ့်မယ်ဆိုတဲ့ UBP ပါတီရဲ့ခံယူချက်ကကျွန်တော်ရဲ့အဓိကတော့အချက်ဆိုပြီးမှကျွန်တော်သုံးသပ်မိပါတယ်အဲ့ဒီအချက်နှစ်ချက်ကြောင့်ကျွန်တော်ကပြည်ထောင်စုနံပါတ်1ချက်ဖြစ်တဲ့ပြည်ထောင်စု Federal Democracy စနစ်ကိုယုံကြည်တဲ့ပါတီလည်းဖြစ်တဲ့အလျောက်လူငယ်တွေကိုလည်းယခုကလေးကနေပြီးမှပခုံးပြောင်းတာဝန်ပေးမယ်ဆိုလို့ရှိရင်တော့အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်နိုင်အောင်အခြေအနေကောင်းများစွာဖန်တီးနိုင်လိမ့်မယ်ဆိုတဲ့ဆောင်ဖို့ကကျွန်တော်အဓိကဒီနိုင်ငံရေးထဲကိုဝင်လာရခြင်းရဲ့အဓိကအချက်ဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်။ဘာလဲဆိုတော့ကျွန်တော်ကဒီနိုင်ငံရေးထဲကိုမဝင်လာခင်ကတည်းကကျွန်တော်အရက်ဖက်မှာပြီးတော့မှကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်နိုင်ငံဒီအင်ဒီရှင်နိုင်ငံတွေပေါ့ကွာကျွန်တော်လိုက်သွားပြီးတော့မှကျွန်တော်တို့ရဲ့ဒေတာရဲ့လိုအပ်ချက်ကျွန်တော်တို့မိသားစုကျွန်တော်တို့ရဲ့လူမှုဘဝအစည်းအဝေးလိုအပ်ချက်ကိုကျွန်တော်တို့ကလိုက်ပြီးတော့မှပြောမယ်ဆိုလို့ရှိရင်တော့လိုက်ပြီးမှသွားပြီးတော့မှနိုင်ငံတကာရဲ့အခြေအနေကိုလည်းလေ့လာသုံးသပ်မိတာလည်းအနေနဲ့အများကြီးရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့နိုင်ငံရဲ့လိုအပ်ချက်လေးတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်အများကြီးခံစားခဲ့ရတယ်တမန်နိုင်ငံတွေရဲ့လိုအပ်ချက်ကျွန်တော်တို့နိုင်ငံမှာမရှိဘူးဆိုတာကလည်းကျွန်တော်တို့ကောင်းကောင်းလက်တွေ့စာနဲ့တင်တာထက်ကိုကပြောမယ်ဆိုလို့ရှိရင်လက်တွေ့ခံစားလာခဲ့ရတယ်အဲ့ဒီအချက်တွေအဲ့ဒီခံစားကျွန်တော်တို့လက်တွေ့ခံစားရတဲ့ကျွန်တော်တို့နိုင်ငံရဲ့လိုအပ်ချက်တွေကြောင့်ပဲကျွန်တော်တို့မတူပြီးကိုဒေတာကိုချင်းပြည်နယ်ပြန်ရောက်တဲ့ချိန်မှာကျတော့ကျွန်တော်တို့ကကဏ္ဍစုံမှာသက်ဆိုင်ရာလုပ်ငန်းလေးတွေကိုလည်းကျွန်တော်လုပ်လာခဲ့တယ်အဲ့ဒီချိန်မှာနောက်ဆုံးကျွန်တော်ဒီ2020ရွေးကောက်ပွဲပါတီထဲကိုမဝင်ခင်မှာကျွန်တော်ချင်း Youth Organization ဆိုတဲ့အဖွဲ့အစည်းထဲမှာလူမှုအဖွဲ့အစည်းထဲမှာကျွန်တော် CSO အနေနဲ့ CSO အတွင်းရေးမှူးအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တယ်တာဝန်ကြည်ကြည်နဲ့နည်းနည်းအတွင်းမှာကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်တော့ CSO ဆိုတာကဌာနဆိုင်ရာနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့လက်တွဲလုပ်ခဲ့တယ်အဲ့ဒီချိန်မှာကိုဒေတာရဲ့လိုအပ်ချက်လေးတွေကမြေပြင်မှာဘယ်လိုဖြစ်ခဲ့တယ်ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးတော့မှလုပ်တဲ့ချိန်မှာတကယ်တမ်းကျွန်တော်တို့လုပ်တဲ့အချိန်မှာထိရောက်မှုရှိခဲ့တယ်ဆိုတာမရှိဘူးဆိုတာလည်းကျွန်တော်လက်တွေ့မြင်ခဲ့ရတယ်အဲ့ဒီအပိုင်းတွေကကျွန်တော်တို့ဘာပြန်မြင်လဲဆိုလို့ရှိရင်သက်ဆိုင်ရာနဲ့ဌာနနဲ့ပူးပေါင်းပြီးမှလုပ်တာတော့ဟုတ်ပါတယ်ကောင်းတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့လက်ရှိအစိုးရလက်ရှိသက်ဆိုင်ရာဌာနဝန်ထမ်းတွေရဲ့လုပ်ပုံကိုင်ပုံတွေကကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်တော့သိပြီးမှကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးရေးကိုတကယ်ကိုပေါ်ဆောင်နိုင်တဲ့အတိုင်းအတာမရှိဘဲနဲ့အဟန့်တားလေးတွေအများကြီးရှိတယ်ဆိုတာကျွန်တော်တို့လက်တွေ့ခံစားလာခဲ့ရတယ်အဲ့ဒီအတွက်ကြောင့်ပဲကျွန်တော်တို့ဒီ CSO မှာလုပ်ပြီးသွားတဲ့အချိန်မှာကျတော့ဒီနိုင်ငံရေးထဲကိုဝင်မှသာတဲ့နိုင်ငံရေးထဲကိုဝင်ပြီးတော့မှအနိုင်ရပါတီအစိုးရအဖွဲ့ထဲကနေပြီးမှကျွန်တော်တို့ဝန်ပြန်ပြီးမှလှုပ်ရှားနိုင်မှဒါဒီနိုင်ငံအကျိုးကိုကောင်းကောင်းတည်ဆောင်နိုင်မယ်ဆောင်ရွက်နိုင်မယ်ဆိုတဲ့အချက်ကကျွန်တော်တို့ရဲ့အဓိကခံယူချက်ပါပဲလို့ကျွန်တော်ပြောချင်ပါတယ်ကျ
ကျေးဇူးတင်ပါတယ်ဆရာကိုမေးချင်တာကဒီအခု NLD ပါတီလေးရှိတယ်ကြံ့ခိုင်ရေးလေးရှိတယ် CNL လေးရှိတယ်ပေါ့နော်အခု UBP ပါတီရတဲ့ဆရာကလည်းမှရွေးပြီးတော့ဝင်လာတာပေါ့နော်ဆိုတော့အခြားပါတီမှာလည်းသူတို့သူ့ policy နဲ့သူရှိပေမဲ့လည်းဒါကြောင့်အဲ့ဒီ UBP ကနေဝင်ပြန်ဖို့လုပ်နေတာနဲ့အခုပြန်ဖက်ဒီရဲ့အခြေအနေဘယ်လိုရှိတယ်ပေါ့နော်အခြားပါတီရောအတိကမမရပြောစရာက UBP ပါတီနဲ့အခြားပါတီဘာကွာခြားချက်ရှိတယ်ဆိုတဲ့ဟာလေးပေါ့ဟုတ်ပါပြီကျွန်တော်တို့ကဒီပါတီထဲဟိုမှာရွေးပြီးမှပြန်ရတယ်ဆိုတာကခုဒီဆရာတို့မေးတယ်လို့ပေါ့ကျွန်တော်တို့ဒီဒေသထဲမှာလည်းအများကြီးမြေခွန်းထုတ်လာကြပါတယ်တချို့ sorry battery sorry battery နည်းနည်းဟောလို့ battery လောက်လိုက်ကျွန်တော်ကဒီပါတီကိုရွေးပြီးတော့မှကျွန်တော်တို့ကဒီပါတီထဲကနေပြီးမှဝင်ရောက်ရှင်ပြန်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်ဆောင်းတာပြောပြီးသွားတယ်လို့ဒီပါတီရဲ့ policy ကိုကြည့်ပြီးတော့မှကျွန်တော်တို့ကဝင်ပြန်တယ်လို့ကျွန်တော်ပထမအဆုံးကျွန်တော်ပြောပြီးသွားပါပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ကလက်ရှိကြည့်ပြီးသားပြောမယ်ဆိုလို့ရှိရင်တော့အရင်ကကြံ့ခိုင်ရေးဆိုတာပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီအစိုးရ9နှစ်သက်တမ်းပြီးသွားပြီထို့နောက်ယခုလက်ရှိရှိနေတဲ့တိုင်းရင်းသားNLD ပေါ့နော်အမျိုးသားပါတီဖြစ်တဲ့ NLD ဒေါ်ဆန်းစုကြည်တဲ့ဥဆောင်တဲ့ပါတီလက်ရှိမှာရှိနေတယ်အဲ့ဒီပါတီဒီရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ကဆိုးတယ်ကောင်းတယ်ဆိုတာကိုကျွန်တော်တို့အဓိကမပြောလို့ပါဘူးဘာလို့ဆိုတော့ပါတီကသူ့ policy နဲ့သူကလုံနိုင်တယ်လို့သူလုပ်ပြီးသွားပါဒါပေမဲ့ဒီပါတီကြီးနှစ်ခုဖြစ်တဲ့စိုးရတက်တန်းနှစ်ခုဖြစ်သွားတဲ့ကဏ္ဍမှာအချိန်ကာလမှာလုတ်သွားတဲ့ကဏ္ဍလေးတွေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့လိုအပ်ချက်လေးတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ဥစားအနေနဲ့ကျွန်တော်တွေ့ရတယ်အဲ့ဒီကဏ္ဍလေးတွေကိုကျွန်တော်တို့ဒီပြည်ထောင်စုပါတီရဲ့ policy ရနဲ့ကျွန်တော်ပြန်နိုင်ကြည့်တဲ့အချိန်မှာပထမအစိုးရဖြစ်တဲ့ပါတီကြီးနှစ်ခုရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကိုကျွန်တော်တို့ကဒီပါတီအနေနဲ့ပို့ပြီးမှဆောင်ရွက်နိုင်ပြီမယ်ဆိုတာကိုကျွန်တော်တို့ကဒီကယုံကြည်ရခြင်းဖြစ်တယ်အဲ့ဒီအချက်မှာဘာလို့လဲဆိုလို့ရှိရင်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ခုလက်ရှိအစိုးရဖြစ်နေတဲ့ NLD ရဲ့မနေ့ကပဲပြီးဆုံးသွားတယ်ကျွန်တော်တို့ဒီအခြေခံဥပဒေပြင်တဲ့အပိုင်းနဲ့ကိစ္စနဲ့အဓိကပြောရမယ်ဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့ဒီတိုင်းပြည်ရဲ့အဓိကလိုအပ်ချက်ကကျွန်တော်နိုင်ငံရေးဆိုတဲ့အချိန်မှာ2008အခြေခံဥပဒေပြင်နိုင်မှသာတဲ့ကျွန်တော်တို့ဒီပါတီအနေနဲ့ပဲဖြစ်တခြားပါတီအနေပဲဖြစ်သူ့မှာ policy တွေအများကြီးရေးဆွဲထားတာရှိတယ်ပြည်သူများကိုကတိကဝတ်ဆိုတဲ့အခန်းကဏ္ဍတွေလည်းအများကြီးရှိတယ်အဲ့ဒီဘလောက်ပဲပြည်သူကိုကတိကဝတ်ပေးဘလောက်ပဲကျွန်တော်တို့အဖို့ဖြိုးရဘလောက်ပဲလုပ်ပေးနိုင်မယ်ဆိုလို့ပဲပြောအဓိကလိုအပ်ချက်လေးတွေကဘာကြောင့်လာဘယ်လိုပုံစံနဲ့လာနိုင်မလဲကျွန်တော်တို့ဒီကဝတ်ဒီကတိကဝတ်တွေရောက်လာနိုင်အောင်ဘာကိုအဓိက main point အချက်ဖြစ်တယ်ဆိုတော့ကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာ2008အခြေခံဥပဒေအဓိက main point ဖြစ်နေတယ်အဲ့ဒီလိုမျိုး2008အခြေခံဥပဒေက main point ဖြစ်နေလို့ပဲကျွန်တော်တို့လက်ရှိအစိုးရဖြစ်တဲ့ NLD ကလည်းအခြေခံဥပဒေကိုဥတည်ပြီးတော့မှဆောင်ရွက်ခဲ့ပါတယ်ဒါပေမဲ့လက်ရှိမှာပဲသူကဆောင်ရွက်မှုကမအောင်မြင်နိုင်ခဲ့ဘူးအဲ့တော့မြင်ရတဲ့အချိန်မှာကျွန်တော်တို့ဒီပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ကြတော့ဒီ2008အခြေခံဥပဒေကိုဦးဆောင်ပြီးတော့မှဒီ2020ရွေးကောက်ပွဲမှာအနိုင်ရခဲ့မယ်ဆိုလို့ရှိရင်နံပါတ်1ဦးစားပေးအနေနဲ့လှုပ်ဆောင်သွားမယ်ဒီ2008အခြေခံဥပဒေဟာပြင်ပြီးမှသာလဲဇောနာပြောတဲ့ပါတီတိုင်းရဲ့ကတိကဝတ်ပြည်သူများတို့ကတိကဝတ်ဆိုတဲ့ကျွန်တော်တို့ပြည်ထောင်စုပါတီအနေနဲ့လည်းပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့လည်း12ချက်ကိုပေးထားပါတယ်ဒီ12ချက်ရရှိဖို့ရေးက2008အခြေခံဥပဒေကိုအချိန်အတိုင်းအတာတစ်ခုအတွင်းမှာပြင်ဆင်ခြင်းပယ်ဖျက်ခြင်းနဲ့အသစ်ပြန်လဲရေးဆွဲခြင်းပြဋ္ဌာန်းခြင်းဆိုတဲ့အခန်းကဏ္ဍ၃ခုနဲ့တွားနိုင်မှသာဖြင့်ကျွန်တော်တို့ပြည်သူတိုင်းပြည်ရဲ့အနာဂတ်ဖွံ့ဖြိုးရေးပေါ်ဆောင်ဖို့ဆိုတာတွားနိုင်လိမ့်မယ်ဆိုတာကိုကျွန်တော်တို့မြင်ရအချင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီပါတီရွေးပြီးတော့မှအဓိကဦးစားပေးတိုင်းပြည်အနာဂတ်ကိုပေါ်ဆောင်ခြင်းဖြစ်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ဦးချုံအနေနဲ့ရောဒီမတူပီမှာဘယ်လောက်ထိကိုဝင်ပြန်မဲ့စ
န္ဒနေမီမှာဘယ်လောက်ထိပြတ်ဟိုခရီးထွက်ပြီးတော့ဗောနော်ဟိုရောက်နေပြီလေပြီးရင်ဒီတကယ်လို့အမတ်ရရင်ပေါ့လေဘာဒီအဓိကလောက်မေဆိုတဲ့ဟာလေးဒီပေါ့ပြီးတူလက်တော်နေနဲ့ဆိုတော့ဒီတွင်းကဟာရောဟိုတပီနေလုံးမြုပ်နေရောတပီနေလုံးတိုင်းတာနဲ့အများကြီးပြုံးနိုင်မဲ့ဟာလေးရှိတော့လေအဓိကဘာဒီဥစားပေးပြီးတော့လောက်မေဆိုတာဟာလေးရှိတာဟုတ်ကဲ့ပါကျွန်တော်လက်ရှိခုကျွန်တော်တို့ဒီပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကပါတီတစ်ဖြစ်တဲ့အတွက်ကြောင့်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီမတူပီမြို့နယ်မှာပါတီပေါင်း9ပါတီကနေပြီးဝင်ရောက်ရှင်ပြိုင်တယ်အဲ့ဒီထဲမှာကျွန်တော်တို့ကပါတီတစ်ဖြစ်တဲ့အချိန်မှာကျတော့ကျွန်တော်တို့ကအချိန်ကိုတော်တော်နဲ့ကျွန်တော်တို့မှလိုအပ်နေပါတယ်။ဘာလဲဆိုတော့ကျွန်တော်တို့က February လ29ရက်နေ့မှာကျွန်တော်တို့ပါတီရုံးဖွင့်တယ်မတူပီမှာရုံးဖွင့်ပြီးတာနဲ့ကျွန်တော်တို့တခါတည်းလှုပ်ရှားဖို့ဆိုတာပါတီ policy တွေကျွန်တော်တို့ဖြန့်ဝေဖို့ရှိတယ်။ဒါပေမဲ့ဒါတွေကိုကျွန်တော်တို့မလုပ်နိုင်ခဲ့ဘူး။ဘာလို့ဆိုတော့အခုလက်ရှိကိုဗစ်ကာလမတ်လအနေမှာစတင်ပိတ်ပင်တဲ့အချိန်မှာကျွန်တော်တို့ဘာမှသွားလို့မရဘူး။သွားလို့မရတာကတပိုင်းကျွန်တော်တို့ရဲ့အပတ်တိုင်းတာတစ်ခုပေါ့။ဒါပေမဲ့အဲ့ဒီကြားထဲမှာပဲကျွန်တော်တို့ဒီကော်မရှင်ကနေပြီးခွင့်ပြုပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဝေစာလေးတွေဖြန့်တယ်ပြီးတော့မှကြေးလက်ဒေတာတွေတတ်နိုင်တယ်ကြိုးစားပြောမယ်ဆိုလို့ရှိရင်မိုးလဲရွာတယ်ရာသီဥတုကခုချိန်ကပြီးတော့မှလမ်းမဆက်တွေအရန်ကိုခက်ခဲတဲ့ကြားထဲကနေပြီးမှပဲကျွန်တော်တို့ကအနိုင်ရပါတီဖြစ်ချင်တယ်ပြီးတော့မှမြန်မာနိုင်ငံရေးကိုလည်းမြန်မာနိုင်ငံရေးကိုကိုအောင်ဆောင်ခြင်းတယ်2020မှာဆိုတော့မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ကျွန်တော်တို့လည်းကြိုးစားခဲ့တဲ့အချိန်မှာကြတော့လက်ရှိမှာကျွန်တော်ပြောမယ်ဆိုလို့ရှိရင် 70% ကြတော့ကျွန်တော်တို့ချင်းပြည်နယ်မတူပီမြို့နယ်ထဲကိုကျွန်တော်တို့သွားရောက်ပြီးမှကျွန်တော်တို့ပါတီမိတ်ဆက်ပွဲလေးပြီးတော့မှစီယုံလေးတွေကျွန်တော်လုပ်နိုင်ခဲ့ပါပြီလို့ကျွန်တော်နောက်ဆုံးပြောချင်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကပါတီမိတ်ဆက်ပွဲလေးတွေပြီးတော့မှကျွန်တော်တို့ရဲ့ပါတီရဲ့ policy လေးပြီးတော့မှပါတီစီယုံကြီးတွေလုပ်နိုင်ခဲ့တဲ့အချိန်မှာဒီကျွန်တော်တို့ပါတီရဲ့ policy ကိုလည်းလူတွေကပြည်သူတွေအများဆုံးပြောမယ်ဆိုလို့ရှိရင်တော့အခုပြည်သူတွေကအရင်တုန်းကလိုမဟုတ်တော့ဘဲနဲ့2008အခြေခံဥပဒေကမြန်မာနိုင်ငံရဲ့အဓိကလိုအပ်ချက်မှန်တိုင်းဖြစ်တယ်ဆိုတာဒီတိုင်းမှာကြီးရွာမြို့ကြီးလက်မြို့ပြနေရာကဏ္ဍမှာတို့ကသိရှိနားလည်လာပါတယ်အဲ့ချိန်မှာကျတော့ကျွန်တော်တို့ကပါတီတစ်ဖြစ်တော့ညာလည်းပဲပြည်သူနဲ့ဆွေးနွေးတိုင်ပင်မှုမှာသွားရောက်လာခဲ့တဲ့ကျွန်တော်တို့ကြီးရွာမြို့ပေါ်သွားရောက်တဲ့နေရာကဏ္ဍအစုံမှာကျွန်တော်တို့ကအငင်းခုန်ရှိတယ်ဆိုတာတခုတည်းမရှိခဲ့သေးပါဘူးတော်နဲ့ချောချောမွေ့မွေ့နဲ့ပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တဲ့ကြတယ်ဆိုတာကိုကျွန်တော်တို့ကစိတ်ထဲမှာပိုးပြီးတော့မှကျွန်တော်ခံယူသလိုပြီးတော့မှကျွန်တော်တို့လည်းခက်ခဲတဲ့ကြားထဲကနေပြီးတော့မှပင်ပန်းတဲ့ကြားထဲကနေပြီးမှမိုးတန်လေးတာခက်ခဲမျိုးနံပါတ်ဆက်တွေကြားထဲနေအဲ့ဒါကိုကျွန်တော်တို့အင်အားတရက်အနေနဲ့ယူပြီးတော့မှအခုလည်းအနိုင်ရပါတီအနိုင်ရစုရဖြစ်နိုင်လိမ့်မယ်ဆိုတဲ့ခံယူချက်ကကျွန်တော်တို့မှရှိထားပါတယ်လို့ကျွန်တော်အဲ့ဒါကိုထပ်လောင်းပြီးပြောချင်ပါတယ်တကယ်လို့များလို့ပဲကျွန်တော်ပြောရမှာပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်တို့ကပြည်သူလက်ထက်ရမယ်မဲဆန္ဒနဲ့ကျွန်တော်တို့သွားရမယ်ဆိုတော့ကျွန်တော်တို့ဆွေးနွေးညှိနှိုင်းတိုင်ပင်တဲ့ကိစ္စမှာကြတော့ကြီးရွာတိုင်းမှာကျွန်တော်စောနပြောသလိုဘုံလုံးစင်ကြီးချောမွေးစွာနဲ့ပဲကျွန်တော်တို့ကဆွေးနွေးပွဲလေးတွေဟောပြောပွဲတွေလုပ်နိုင်ခဲ့ပြီ။ကျွန်တော်တို့ချောမွေးစွာပြောဆိုဆွေးနွေးတိုင်ပင်ခဲ့တဲ့အတိုင်းပဲ2020နိုဝင်ဘာလ10ရက်နေ့မှာမဲထည့်တဲ့အချိန်မှာပြည်သူတွေကအမှန်တကယ်နိုင်ငံကြီးကိုနားလည်လို့မြန်မာနိုင်ငံရဲ့အဓိကလိုအပ်ချက်က2008ခြေခံဥပဒေပြင်နိုင်ရေးတာအပြင်အဓိကဖြစ်တယ်ဆိုတဲ့ကျွန်တော်တို့ဆွေးနွေးချက်တဲ့အတိုင်းဆွေးနွေးခဲ့တဲ့အတိုင်းပြည်သူတွေကဆက်လက်ပြီးမှပဲထိန်းသိမ်းနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအနိုင်ရပါတီမြို့နယ်အနေနဲ့လည်းပြည်သူ့လွှတ်တော်ကိုယ်စားပြုအနေနဲ့ပြည်သူ့လွှတ်တော်အနေနဲ့ကျွန်တော်ကအနိုင်ရနိုင်လိမ့်မယ်လို့ကျွန်တော်ကယုံကြည်မျှော်လင့်ထားပါတယ်တကယ်လို့များကျွန်တော်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ကျွန်တော်အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်တိုင်းပြည်နဲ့လူမျိုးအတွက်ကိုယ်ဒေသအတွက်အဓိကဦးစားပေးပြီးတော့မှကျွန်တော်လုပ်သွားဖို့ကျွန်တော်မှရွေးချက်ရှိပါတယ်အဲ့ဒီအချက်ကတော့ကျွန်တော်ဘာကိုကြည့်ထားလဲဆိုလို့ရှိရင်ကျွန်တော်ဒေသဒီမှာလိုက်ပြီးတော့မှဒေသအစုံမှာကျွန်တော်လိုက်သွားတဲ့အချိန်မှာရုပ်ပေါ်မှာပဲဖြစ်ဖြစ်ကြီးရွာဒီမှာပဲဖြစ်ဖြစ်ပြည်သူ့အတန်ဆိုတာကိုကျွန်တော်အဓိကနံပါတ်1ဦးစားပေးနေနဲ့ကျွန်တော်ထားခဲ့ပါတယ်အဲ့ဒီချိန်မှာပြည်သူ့အတန်ဆိုတာကျွန်တော်ဘာကြားခဲ့လဲဆိုလို့ရှိရင်ကြံခဲ့တော့ပြီးခဲ့တော့အစိုးရတက်တန်းဒီမှာရှိနေတဲ့တို့ပြည်သူများလိုအပ်ချက်အဲ့ဒီပေါ်မှာအခြေခံတဲ့အပိုင်းလည်းရှိတယ်လို့ကျွန်တော်အနေနဲ့လည်းပြည်သူများပေါ်လိုအပ်ချက်ဘယ်လိုများဘယ်ကဏ္ဍတွေရှိတယ်ဆိုတာကိုကျွန်တော်မှတ်ချက်အနေနဲ့ကျွန်တော်ယူထားတာရှိတယ်
ပြည်သူများအနေနဲ့အတန်ပြည်သူများရဲ့အတန်ကိုကျွန်တော်ပြန်ပြီးမှပြောပြမယ်ဆိုလို့ရှိရင်ပြည်သူဒီအနေနဲ့အခုလက်ရှိမှာပြီးခဲ့တော့အစိုးရစစ်ဆက်အစိုးရတက်တိုင်းတစ်ခုမှာထွတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့တဲ့ထွတ်တော်ကိုယ်စားလှယ်တွေရဲ့လိုအပ်ချက်အားနည်းချက်အားသာချက်ပြီးတော့မှပြည်သူများနဲ့ထိတွေ့ခံစားမှုပြီးတော့မှပြည်သူများနဲ့ဆွေးနွေးတိုင်ပင်မှုပြည်သူရဲ့လိုအပ်ချက်ပေါ်ကျွန်တော်တို့ပြန်ကြည့်တဲ့အချိန်မှာအမှန်တကယ်ဘာတွေဖြစ်နေဒေတာတချို့ကျွန်တော်တို့မသိကျွန်တော်ပြန်ပြောမယ်ဆိုလို့ရှိရင်တော့80% လောက်ကကျွန်တော်တို့မသိဒေတာမှာဖုန်းလိုင်းသုံးလို့မရပါဘူးအဲ့ဒါကနံပါတ်1ပြည်သူရဲ့အတန်ဖြစ်နေပါတယ်နံပါတ်2လမ်းပန်းဆက်သွယ်ရေးကျွန်တော်မပြမြုပ်နိုင်မှာဘယ်ဒေတာရေလို့လည်းကျွန်တော်မပြောချင်ပါဘူးဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးခွဲခြားပြီးမှအဲ့လိုမျိုးစစ်စစ်ပြီးမှပေါ်ထုတ်သွားမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့အစိုးရပြီးခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုပ်ငန်းတာဝန်တွေကိုကျွန်တော်တို့ကပေါ်ပြဒီလိုဖြစ်သွားမှာကိုလည်းကျွန်တော်တို့မလိုလားလို့ပါဘာလို့ဆိုတော့တချို့ဒေတာတွေမှာကြတော့လွှတ်တော်ကိုယ်စားလှယ်တွေကဦးစားပေးတယ်ဆိုတဲ့အတန်လေးတွေကျွန်တော်တို့ကြားလိုက်ရတယ်အဲ့ဒီပေါ်မှာကျွန်တော်ကြည့်တဲ့အချိန်မှာတကယ်ကျွန်တော်တို့လက်တွေ့သွားတဲ့နေရာဒေတာတွေမှာအမှန်တကယ်ကိုပဲတချို့နေရာဆိုလို့ရှိရင်ဘယ်လောက်ထိတော့ဖြစ်လဲဆိုလို့ရှိရင်တချို့နေရာကျတော့ကျွန်တော်နဲ့ဟိုနံပါတ်ဆက်တွေကောင်းတယ်သွားလာရတာအဆင်ပြေတယ်ပြီးတော့မှဖုန်းတွေလည်းအဆင်ပြေတယ်များသောအားဖြင့်90ရာခိုင်နှုန်းတော့ဒေတာဒီမှာပြန်ကြည့်တဲ့အချိန်မှာဆိုရှင်ဖုန်းဆက်တွေလည်းမရဘူးလမ်းပန်းဆက်တွေကြီးလည်းတော်နဲ့ကိုခက်ခဲနဲ့ဆိုင်ကယ်တွေထမ်းနေရတဲ့အဆင့်ရှိတယ်ပြီးတော့မှသွားရတဲ့နေရာမှာဆိုရှင်တရားတွေလည်းမရှိတဲ့နေရာတွေအများကြီးရှိတာကိုကျွန်တော်မြင်တွေ့ရတယ်အဲကြောင့်ကျွန်တော်အနေနဲ့လိုအပ်ချက်ဆိုတဲ့ကဏ္ဍကိုကျွန်တော်မပြောခင်မှာပြည်သူညာရဲ့အတန်ကိုကြည့်တဲ့အချိန်မှာကြတော့ဖွံ့ဖြိုးရေးလုပ်ငန်းမှာလမ်းပန်းဆက်တွေရေးနဲ့ဆိုတော့လမ်းပန်းဆက်တွေရေးမှာလမ်းကိစ္စလမ်းတရားကိစ္စနဲ့ဆက်တွေရေးဖုန်းကိစ္စပေါ့အဲ့ဒါလေးတွေအဓိကပြည်သူများရဲ့လိုအပ်ချက်ဖြစ်တယ်ဆိုတာကိုကျွန်တော်ကသုံးသပ်မိတယ်လို့အဲ့ဒီအချက်ပေါ်မှာလည်းပဲအမှန်တကယ်လိုအပ်ချက်ဖြစ်နေတယ်ဆိုတာကျွန်တော်ကိုယ်တိုင်သွားတဲ့အချိန်မှာကျွန်တော်ကအဲ့ဒါလက်ခံပြီးတော့မှအမှန်တကယ်လုပ်တဲ့အရာဆိုပြီးတော့ကျွန်တော်ကမှတ်ချက်ချခဲ့ပါတယ်ထို့သူပဲကျွန်တော်အနေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တို့ဒေတာဒီမှာပြန်လိုအပ်ချက်တွေအများကြီးရှိနေပါတယ်လမ်းပန်းဆက်သွယ်ရေးဆိုတဲ့အခန်းကဏ္ဍနှစ်ခုတည်းမဟုတ်ပဲနဲ့သက်ဆိုင်ရာအစိုးရဝန်ထမ်းတွေရဲ့အားနည်းချက်တွေလည်းအများကြီးရှိတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဝန်ထမ်းတစ်ခုဌာနတစ်ခုရဲ့အားနည်းချက်ကိုကျွန်တော်မပေါ်ပြလိုပါဘူး။ဒါဆိုတချို့ဒေတာဒီမှာကျန်းမာရေးဝန်ထမ်းတွေကျန်းမာရေးဌာနတွေရှိတယ်။အဲ့ဒီကျန်းမာရေးဌာနတွေမှာကျန်းမာရေးလုပ်သားတွေကျန်းမာရေးနဲ့သက်ဆိုင်တဲ့သားဖွားဆရာမတွေလုံးဝကိုမရှိတာကျွန်တော်တွေ့ရပါတယ်။အဲ့ဒါဒီဘာတွေကိုလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့တကယ်ကိုကျွန်တော်တို့ထွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်းအဲ့ဒါတွေကိုကျွန်တော်တို့ကထိရောက်ညှိနှိုင်းဆွေးနွေးတိုင်ပင်တာလေးတွေမရှိဘူးဆိုတာကိုကျွန်တော်ကောင်းကောင်းမြင်ရတယ်ကျွန်တော်တို့လက်ရှိစောနာပြောတဲ့မြို့ပေါ်မှာနေကြပါတယ်ကျွန်တော်တို့လက်ရှိနေရကြတော့ကျွန်တော်တို့မြို့ပေါ်မှာနေခဲ့တယ်မြို့ပေါ်မှာနေပြီးတော့မှကျွန်တော်တို့လူငယ်တန်ဝန်အနေနဲ့ထမ်းဆောင်တဲ့အချိန်မှာလည်းတက်ဆိုင်ရာထွတ်တော်အနေနဲ့ကျွန်တော်တို့စောနာကျွန်တော်တို့ဥက္ကဋ္ဌပြောသွားသလိုပေါ့တက်ဆိုင်ရာထွတ်တော်အနေနဲ့ညှိနှိုင်းတိုင်ပင်မှုဆိုတာတော်တော်နဲ့ကိုမရှိတဲ့တော့ဖြစ်နေတယ်အဲ့ဒါကြီးကမြို့ပေါ်မှာပဲဖြစ်နေသလားဆိုပေမဲ့လို့ကျွန်တော်တို့တကယ်အခုလိုမျိုးကြေးရွာဒေသရောက်တဲ့ချိန်မှာကြာတော့ကြေးလက်နေပြည်သူများနဲ့လည်းထွတ်တော်ကိုယ်စားလှယ်တွေကမဲလူချင်းလို့မဲလာရောက်ဆွဲတဲ့ချိန်မှာဒါဒီထွတ်တော်ကိုယ်စားလှယ်တွေရဲ့မျက်နှာကိုကျွန်တော်မြင်ရပြီးတော့မှကျွန်တော်ပြည်သူတွေကယုံကြည်အားကိုးပြီးတော့မှဒီထွတ်တော်ကိုယ်စားလှယ်ကိုမဲပြီးတဲ့နောက်ပိုင်းမှာကြာတော့ဒီထွတ်တော်ကိုယ်စားလှယ်ကဘယ်ရောက်သွားလို့ရောက်မှာကျွန်တော်မသိလိုက်ရပါဘူးဆိုတဲ့ပိုင်းလေးတွေကျွန်တော်မြင်ရတယ်ကျွန်တော်စိတ်မကောင်းမိပါတယ်အဲ့ဒီပိုင်းလေးဆိုတော့ကျွန်တော်လည်းပြည်သူလူထုတွေကိုကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်ဒါဒီပါတီအနေနဲ့ပြည်သူတွေကထောက်ခံလို့အားပေးခဲ့လို့ကျွန်တော်ထွတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့လုပ်ပိုင်ခွင့်ဆိုတာကတော့အစိုးရကဏ္ဍတစ်ခုအစိုးရအနိုင်ရအစိုးရပါတီတယောက်အနေနဲ့လုပ်ပိုင်ပြီးသားလုပ်ပိုင်ခွင့်ဆိုတာသူ့ဟာသူရှိပြီးသားပါကျွန်တော်အနေနဲ့ထူးထူးပြောဖို့ဆိုတာကကျွန်တော်အစိုးရတရက်ရဲ့ပါတီရဲ့policy ထဲမှာအစိုးရတစ်ခုရဲ့ policy ထဲမှာရှိပြီးသားပါဒါပေမဲ့ကျွန်တော်အနေနဲ့ပုံကိုယ်အနေနဲ့လုပ်ပေးနိုင်စွမ်းကကြတော့ကျွန်တော်ဟာထွတ်တော်ကိုယ်စားလှယ်ပြည်သူကိုယ်စားလှယ်ဖြစ်တဲ့အလျောက်ထွတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီဆိုလို့ရှိရင်ပြည်သူနဲ့အချိန်မရွေးတလားတစ်ခါတွေ့ဖို့ဆိုတာကနေအချိန်တိုင်းလိုမဖြစ်နိုင်ရင်တော့မှအသက်နိုင်ဆုံးပြီးခဲ့တော့ထွတ်တော်ကိုယ်စားလှယ်များနဲ့စားလို့ရှိရင်ကျွန်တော်ကအသက်နိုင်ဆုံးစူးစမ်းပြီးတော့မှပြည်သူနဲ့ထိတွေ့မှုကျွန်တော်လုပ်ပေးပါမယ်ဆိုတဲ့အပိုင်းကိုပဲကျွန်တော်ကအဓိကပြောချင်ပါတယ်ကျေးဇူးပါဆရာထွန်း
ကျွန်တော်တို့ခု2020ရွေးကောက်ပွဲအတွက်ကျွန်တော်တို့ချင်းပြည်နယ်မှာပါတီ73ပါတီလောက်ကပေါ့နော်ဝင်ပြန်ရတာပေါ့လေဆိုတော့ဆရာထွန်းအောင်အနေနဲ့ဒီအတိကတော့ချင်းပါတီစင်နယ်လီတော့ဒါသူတို့ချင်းပါတီလို့ပြောတာပေါ့လေဒီ NLD ရှိတယ် USDP ရှိတယ်ဆရာတို့ထွန်းအောင်ဒီ UDP ပါတီတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ချင်းပါတီရဲ့ဗမာပါတီရဲ့လို့ကျွန်တော်တို့ပြောနေတဲ့ခါမှာရောဒါပြန်နေတဲ့ခါမှာပေါ့နော်အဲ့ချိန်မှာဘယ်လိုခံစားရလဲချင်းပါတီရဲ့ဗမာပါတီရဲ့ဆိုတဲ့ဟာအတွေးခေါ်လေးဒီကဆရာတွန်းရောဘယ်လိုခံစားတယ်လေပေါ့နော်အဲ့ဒါရောအရေးကြီးလားဆိုတဲ့ကိစ္စနည်းနည်းဆရာထွန်းရဲ့အမြင်လေးတုံ့တက်ပေးပါဟုတ်ကဲ့ပါကျွန်တော်အဲ့ဘိုင်းနဲ့ပတ်သက်ပြီးမှကျွန်တော်နည်းနည်းတော့ဆရာမေးတယ်ဆိုတော့လေကျွန်တော်လည်းတကယ်ပဲဒီလက်ရှိမြေပြင်မှာလည်းခံစားနေရတဲ့မြေခွန်းတရားလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့တိုင်းရင်းသားတွေနေဒီမှာမိမိတိုင်းရင်းသားများရဲ့အခွင့်အရေးပြန်လဲရရှိရေးအတွက်မိမိတိုင်းရင်းသားပါတီကိုမဲပေးစုဆိုတဲ့ဆောင်ပုဒ်နဲ့တိုင်းရင်းသားပါတီပြည်ပြည်ကနေပြီးတော့မှဝင်ရောက်ရှင်ပြိုင်နေကြပါတယ်ဟုတ်ပါတယ်ဘယ်သူမဆိုပေါ့မိမိအခွင့်အရေးဆိုတာဘယ်လိုရကျင်ပါလဲဟုတ်ပါပြီဘာဖြစ်လို့လဲဆိုတော့စောနာပြောတယ်လို့မိမိရဲ့အခွင့်အရေးဆိုတာကမိမိတူတီတိုင်းမှာတော့ရှိတယ်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကအစကတည်းကဖွဲ့စည်းတည်ထောင်ထားကြတဲ့ကပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီးတော့မှတည်ထောင်ရတဲ့မြန်မာနိုင်ငံကြီးဖြစ်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တိုင်းသားတွေအနေနဲ့မိမိအခွင့်အရေးပြန်လဲရရှိရေးဆိုတဲ့အချက်ပေါ်မှာအဓိကမူစားပေးပြီးတော့မှလှုပ်ရှားသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းသားတွေရဲ့ပြောမယ်ဆိုလို့ရှိရင်တော့တစ်ဖက်သက်လှုပ်ရှားတဲ့ပုံစံမျိုးပြည်ထောင်စုကြီးထဲကနေပြီးတော့မှတစ်ဖက်သက်ကိုယ့်ရဲ့မိမိဆန္ဒကိုပဲဥတည်ပြီးတော့မှလှုပ်ရှားသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်သုံးသပ်မိပါတယ်အဲ့ဒီပိုင်းနဲ့ပတ်သက်လို့ဘာလဲဆိုတော့ကျွန်တော်တို့ UPP ရဲ့အဓိကရည်ရွယ်ချက်ကကျွန်တော်ပါတီမှာကျယ်ပွင့်ရှစ်လုံးနဲ့ကျယ်ပွင့်တစ်ခုကိုဝန်းရံထားပြီးတော့မှတည်ဆောက်ထားတဲ့ပါတီဖြစ်ပါတယ်ကျွန်တော်လက်ရှိပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့အဓိကရည်ရွယ်ချက်ကအဲ့ဒါကြတော့ကျွန်တော်တို့တိုင်းပြည်သားအကုန်လုံးတည်ပြီးသားဖြစ်တဲ့အတိုင်းကျွန်တော်တို့မြန်မာနိုင်ငံဟာတိုင်းသားလူမျိုးရှစ်မျိုးနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တိုင်းရင်းသားတွေဟာပြည်ထောင်စုထဲမှာအတူတကွလက်တွဲရှင်တွဲပြီးတော့မှ Federal Democracy စနစ်ကိုတည်ဆောက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းရင်းသားတွေကတန်းတူညီမျှခွင့်ရကိုရရှိမိမိဒီတန်တရနဲ့ကိုက်ညီတော့စီးပွားရေးလူမှုရေးကဏ္ဍစုံမှာအုပ်ချုပ်ရေးအစကျွန်တော်တို့ပေါ်ဆောင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းသားတွေကစောနာမိမိအခွင့်အရေးပြန်လဲရရှိရေးဆိုတဲ့ဆောင်ပုဒ်ထဲမှာအလိုလိုနဲ့ဝင်ရောက်သွားလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ကပြည်ထောင်စုထဲမှာလက်သွဲသူတို့ကလက်သွဲရှင်လဲပြီးမှနိုင်ငံရေးထဲဝင်ပြီးမှပါဝင်ရှင်လဲသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့မဟုတ်ပဲနဲ့တစ်ဖက်သက်အနေနဲ့တိုင်းသားတွေနဲ့ခွဲထွက်တဲ့ပုံစံမျိုးနဲ့တစ်ဖက်သက်အနေနဲ့ကျွန်တော်တို့ပြောဆိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လွတ်လပ်ရေးကျွန်တော်တို့ရဲ့အခွင့်အရေးတိုင်းသားတွေရဲ့ရပိုင်ခွင့်လုပ်ပိုင်ခွင့်ကိုပို့ပြီးမှလှမ်းဝေးသွားနိုင်မယ်လို့ကျွန်တော်ကလေ့လာသုံးသပ်မိပါတယ်ကျွန်တော်ရဲ့အမြင်မှာကြားတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံတည်ဆောက်ကြတဲ့ကိုကတိုင်းရင်းသားရှစ်မျိုးနဲ့ဖွဲ့စည်းထားတော့ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ရတဲ့အတွက်ကြောင့်မလို့ပြည်ထောင်စုထဲမှာပဲကျွန်တော်တို့ကလူမျိုးရှစ်မျိုးစလုံးကတန်းတူကြီးတူခွင့်ရေးကိုလူမျိုးကြီးဝါဒကိုမသုံးဘဲနဲ့တိုင်းရင်းသားလူမျိုးရှစ်မျိုးကိုအခြေခံပြီးတော့မှတန်းတူကြီးတူခွင့်ရေးကိုဥတည်ပြီးတော့မှဆောင်ရွက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့မူဝါဒအတိုင်းသွားမယ်ဆိုလို့ရှိရင်တိုင်းရင်းသားများရဲ့လိုအပ်ချက်ဖြစ်တဲ့မိမိအခွင့်အရေးပြန်လဲရရှိရေးအတွက်ကျွန်တော်တိုင်းရင်းသားများကိုမဲပေးစုဆိုတဲ့ဆောင်ပုဒ်နဲ့အညီ automatic နဲ့ကျွန်တော်ဝင်သွားလိမ့်ပါမယ်လို့ကျွန်တော်ပြောချင်ပါတယ်အခုကျွန်တော်မြန်မာနိုင်ငံအဓိကကျွန်တော်တို့ခုပြောနေတာကတော့ဒီပါတီမဆိုဖွဲ့စည်းပုံစံခံဥပဒေပြင်ဆင်ရေးကိစ္စပေါ့နော်။ဒါပြင်ဆင်ပြီးတော့ Federal Democracy NLD ဖက်က Democracy Federal ပေါ့။အဲ့လိုကျွန်တော်အဲ့ဒါလောက်ချင်နေကြတာ ਨੇ ဒီ UPP ပါတီနေနဲ့ရောဖွဲ့စည်းပုံဘတ်တော်မှာဘလို့ပုံစံနဲ့ဒီဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေငင်းချရေးကိစ္စတွေ
ဒီနှစ်ခုကိုအဓိကဘယ်လိုပုံစံမူ policy တွေရှိထားလဲအဲ့ဒါနည်းနည်းဆက်ဆက်နေတာကတော့2020ရဲ့ရွေးကောက်ပွဲကဘေးခင်းချင်းဖြစ်သွားနိုင်လေဆိုတော့ညွန့်ပေါင်းဆိုရဖြစ်လာမလားတပါတီကဘေးဥဆောင်မလားဆိုတော့ဥစ္စာလေးနည်းနည်းတုံ့တက်ပေးပါဦးဟုတ်ကဲ့ပါဆရာကျွန်တော်တို့ဒီ2020ရဲ့ရွေးကောက်ပွဲမှုကြတော့ကျွန်တော်တို့ပါတီတစ်ခုထဲအနေနဲ့ညွန့်ပေါင်းဆိုရဖြစ်မယ်ဆိုတဲ့အချက်ကိုအဓိကဥတည်သွားပြီးမှပြောသွားတာတော့မရှိပါဘူးဒါပေမဲ့မြန်မာနိုင်ငံရေးလေးလာတုံ့တက်သူဒီအနေနဲ့2020လာမယ့်2020ရွေးကောက်ပွဲမှာကြတော့မိဒီပါတီရဲ့မှာပြတ်တက်နိုင်ပြီးမှအစိုးရဖွဲ့နိုင်လိမ့်မယ်ဆိုတဲ့အမြင်ကြတော့မရှိတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံရေးလေးလာတုံ့တက်သူရဲ့အမြင်အရညွန့်ပေါင်းဆိုရပေါ်ပေါက်လာလိမ့်မယ်ဆိုတဲ့အချက်ပေါ်မှာကျွန်တော်တို့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့လည်းကြိုဆိုပါတယ်လို့ကျွန်တော်နောက်ဆုံးပြောချင်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ညွန့်ပေါင်းဖြစ်ခဲ့တော့လဲကြိုဆိုပါတယ်လို့ပြောပြီးခဲ့တဲ့အတိုင်းကျွန်တော်ပါတီအနေနဲ့လည်းလက်ရှိမြန်မာနိုင်ငံမှာ330မြို့နယ်ထဲမှာ261မြို့နယ်မှာကျွန်တော်ပါတီရုံးထီထောင်နိုင်ခဲ့ပြီးတော့မှလက်ရှိကိုယ်စားလှယ်လောင်းအနေနဲ့929ဦးဝင်ရောက်ရှင်ပြန်ရခြင်းဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်လွှတ်တော်မှာလွှတ်တော်ကိုယ်စားလှယ်ပေါင်း664ဦးထဲမှာကျွန်တော်တို့အနေနဲ့လည်း50% ရှုံးပြီးတော့50% နိုင်သွားမယ်ဆိုလို့ရင်ဆိုရင်တော့မှကျွန်တော်တို့ပါတီအနေနဲ့လည်းအစိုးရကောင်းကောင်းဖွဲ့နိုင်ပါတယ်လို့ကျွန်တော်ပြောဆိုပြောချင်ပါတယ်။အဲ့ဒါကအပိုင်းဒါပေမဲ့ကျွန်တော်တို့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့တနိုင်ငံလုံးအတိုင်းအတာမှာပြည်မမှာရောကျွန်တော်တို့တိုင်းသားဒေသဒီမှာရောကျွန်တော်တို့လက်ရှိမတူပြည်မှာရောကျွန်တော်တို့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့တပါတီထဲအနေနဲ့ကျွန်တော်တို့အစိုးရဖွဲ့သွားမယ်ဆိုတဲ့အပြောဆိုမျိုးကျွန်တော်တို့လုံးဝမကျင့်သုံးခဲ့ကြပါဘူး။ဘာဖြစ်လဲလို့လဲဆိုတော့ပါတီတစ်ခုထဲအနေနဲ့ခံယူချက်တော့ဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့မြန်မာနိုင်ငံအရေးကိုလေ့လာတဲ့နိုင်ငံရေးသမားတွေတင်းမေးရတယ်အများကြီးရှိခဲ့လို့သူတို့ရဲ့ဆုံးဖြတ်ချက်သူတို့ရဲ့လေ့လာသုံးသပ်ချက်ပေါ်မှာပဲကျွန်တော်တို့ရှောက်ရခြင်းဖြစ်တယ်။တကယ်လို့များပါတီထဲပါတီမိမိပါတီတစ်ခုထဲအနေနဲ့အစိုးရဖွဲ့နိုင်တဲ့အင်အားအနေနဲ့လည်းကျွန်တော်တို့ပြင်ဆင်ထားပါတယ်။သို့မဟုတ်ညွန့်ပေါင်းအစိုးရဖြစ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဝင်ရောက်ပြီးတော့မှပူပေါင်းဆောင်ရွက်သွားမှာပဲဆိုတာကိုကျွန်တော်ပြောချင်တယ်။ဘာဖြစ်လို့ညွန့်ပေါင်းအစိုးရကိုကျွန်တော်တို့ကလည်းလိုက်ပြောလဲပြီးတော့မှညွန့်ပေါင်းထဲကိုလည်းကျွန်တော်တို့ကပြင်ဆင်ရတာလဲဆိုလို့ရှိရင်လက်ရှိ2020ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တဲ့ပါတီတွေက95ပါတီဖြစ်တဲ့ချိန်မှာမီဒီပါတီကမှအပြတ်တက်နိုင်ပြီးတော့မှအစိုးရဖွဲ့နိုင်လိမ့်မယ်ဆိုတဲ့ဖွဲ့နိုင်လိမ့်မယ်မဟုတ်ဘူးဆိုတဲ့အမြင်ကရှိပြီးသားတဲ့အပေါ်မှာကျွန်တော်တို့အနေနဲ့တစ်ဖက်သက်နေပြီးတော့မှကျွန်တော်တို့ UPP ပါတီအနေနဲ့တားတယ်အစိုးရဖွဲ့ကိုဖွဲ့သွားမယ်ဆိုလို့ကန့်လန့်ပြောသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ဖက်ဆောင်ဖြစ်သွားမှာပဲကျွန်တော်တို့မလိုလားချင်ဘူးအဲ့ဒီတော့ကြောင့်မလို့ပါတီ95ပါတီပေါ်မှာအခြေခံသွားပြီးတော့မှညွတ်ပေါင်းဖြစ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကြိုဆိုတယ်မိမိပါတီအနေနဲ့လည်းတကယ်လို့များအခုလိုမျိုးကျွန်တော်တို့ရဲ့ပါတီရဲ့ရွေးချက်ဖြစ်တဲ့နံပါတ်1အခြေခံဥပဒေပြင်သွားမယ်နံပါတ်2ပြည်သူများကိုပြီးအခြေခံဥပဒေပြင်သွားမယ်နံပါတ်2အနေနဲ့ပြည်သူများကိုကတိပြုချက်ဆိုတဲ့12ချက်ပေါ်မှာပြည်သူများရဲ့စိတ်သဘောထားထဲမှာကျင်းနဲ့ထောက်ခံပြီးတော့မှမဲရသွားပြီးမှတပါတီထဲအနေနဲ့လည်းအစိုးရဖွဲ့သွားနိုင်လို့ရှိရင်လည်းကျွန်တော်ဖွဲ့သွားမှာပဲကျွန်တော်ထဲမှာကိုယ်စားလှယ်အရေးအတွက်အနေနဲ့အဆင်သင့်ဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်တယ်။ဘာလို့ဆိုတော့တချို့ပါတီတွေကကြတော့ကျွန်တော်တို့တာဖြင့်မိမိပါတီတာလည်းအစိုးရဖွဲ့သွားမှာညွန့်ပေါင်းဆိုတာကျွန်တော်တို့ကမလိုလားပါဘူးဆိုတဲ့အပိုင်းလေးနဲ့ကျွန်တော်ကြားရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကကြတော့တရားအဲ့ဒီပိုင်းကိုအဓိကမပြောသွားချင်ပါဘူး။တကယ်လို့ညွန့်ပေါင်းဆိုရဖြစ်သွားမယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့အနေနဲ့ကြတော့မီဒီပါတီနဲ့မှအခုချိန်ကစပြီးတော့မှပါတီတစ်ခုခုကိုဆွဲထားပြီးတော့မှကျွန်တော်တို့ပါတီနဲ့ဒီလိုမျိုးလုပ်ရအောင်ဆိုတဲ့ပါတီအပိုင်းကိုလည်းကျွန်တော်မရှိခဲ့ပါဘူး။ဒါပေမဲ့အခုလက်ရှိမှာမြို့ကောင်းစုရဖြစ်သွားမယ်ဆိုလို့ရှိရင်တိုင်းရင်းသားပါတီတွေနဲ့အင်အားကြီးပါတီကျွန်တော်တို့ပါတီဒီယခုလက်ရှိမှာကိုယ်စားလှယ်ပေါင်း929ဦးဝင်ပြိုင်ရှင်းနိုင်ခြင်းအပြင်မြန်မာနိုင်ငံမှာအဆင့်3အဆင့်ရောက်သွားတယ်ဆိုတာကဆရာတို့လည်းအသိဖြစ်ပါလိမ့်မယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့ပါတီမှာလည်းပဲဖြစ်မိမိအနေနဲ့တပါတီထဲအနေနဲ့အစိုးရမဖွဲ့နိုင်တဲ့ပါတီငယ်လေးတွေအများကြီးရှိပါလိမ့်မယ်။ဥပမာအဖြစ်တတိပုဂ္ဂလတွေရှိလာမယ်။တိုင်းရင်းသားပါတီအနေနဲ့လည်းတီးသူဖြစ်သွားပါလိမ့်မယ်။အဲ့ဒီဂျန်တဲ့ပါတီလေးတွေကမိမိအနေနဲ့အစိုးရဖွဲ့သွားမနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပါတီကြီးဖြစ်တဲ့
3ပါတီထဲကိုဝင်ရောက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ပါတီကြီးအနေနဲ့ကျွန်တော်တို့ကပူပေါင်းပြီးတော့မှအဲ့ဒီပါတီပေါ်မှာကျွန်တော်တို့ကလေ့လာပြန်ပြီးတော့မှမီဒီပါတီနဲ့မီဒီပါတီပူပေါင်းသွားမယ်ဆိုတဲ့အပိုင်းလေးကျွန်တော်ပြန်ရောက်သွားပါလိမ့်မယ်ကြံ့ခိုင်ရေး NLD ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UPP အနေနဲ့ပါတီကြီး3ရက်ပေါ်မှာပြန်ပြီးမှမူတည်သွားပါလိမ့်မယ်အဲ့ဒီပါတီကြီး3ရက်ရှိပြီးတော့မှအဲ့ဒီပါတီ3ရက်အနေနဲ့ပြည်ထောင်စုမှာလည်းအစိုးရမဖွဲ့နိုင်လို့ဒီပါတီကြီးနှစ်ခု3ခုထဲမှာ2ခုပေါင်းမှသာလျှင်အစိုးရဖွဲ့နိုင်မယ့်အနေအထားကျွန်တော်တို့ပါတီအနေနဲ့သုံးသပ်မိပါတယ်အဲ့ဒီချိန်မှာကျတော့ကျွန်တော်တို့အနေနဲ့ကျန်တဲ့ပါတီနှစ်ခုကိုမီဒီပါတီကိုကျွန်တော်တို့အနေပြီးတော့မှပူပေါင်းပြီးတော့မှညပေါင်းဆိုရဖွဲ့သွားမယ်ဆိုတာဒီနေ့ဒီချိန်ထိအတိအလင်းဆွေးနွေးသွားတာလည်းမရှိသလိုမီဒီပါတီနဲ့ကျွန်တော်တို့ကကန်လှန်ထားတယ်ပြောမယ်ဆိုလို့ရှိရင်တော့တိတ်တခိုးကျွန်တော်တို့ဆွေးနွေးထားတယ်ဆိုတာလည်းမရှိခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့ပါတီအနေနဲ့အဓိကခံယူချက်ကကြတော့ပါတီ policy ဖြစ်တဲ့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့မီဒီပါတီမဆိုမီဒီပုဂ္ဂိုလ်မဆိုမီဒီအဖွဲ့အစည်းမဆိုတိုင်းပြည်နဲ့လူမျိုးအတွက်အလုပ်လုပ်တဲ့ရက်တည်တဲ့ပါတီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အကုန်လုံးပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အခြေခံကျွန်တော်တို့ရဲ့ policy တော့ပေါ်မှာပဲကျွန်တော်အခြေခံသွားမှာပါစောနပြောတဲ့ကျွန်တော်တို့ပါတီအနေနဲ့မီဒီပါတီကိုမှကျွန်တော်တို့အနေပြီးတော့မှပြည်သူရှေ့မှာပြည်သူသဘောဆန္ဒမရှိဘဲနဲ့နားလည်မှုယူပြီးတော့မှပူပေါင်းဆောင်ရွက်သွားတဲ့အခြေအနေမျိုးအကျင့်စရိုက်မျိုးကျွန်တော်တို့မှာရွေချက်မရှိခဲ့တယ်လို့အတိအလင်းကျွန်တော်တို့ပေါ်ပြသွားတယ်ပြည်သူနဲ့တိုင်းပြည်အတွက်ကြိုးဆောင်ရွက်တဲ့ပါတီပုဂ္ဂိုလ်ဖွဲ့စည်းကိုကြတော့ကျွန်တော်တို့အမြဲတမ်းဖိတ်ခေါ်ပြီးတော့မှပူပေါင်းသွားဖို့အဆင်သင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပြောချင်ပါတယ်အဲ့ဒီချိန်မှာကြတော့မီဒီပါတီနဲ့ကျွန်တော်တို့ပူပေါင်းနိုင်မယ်ဆိုတာကကြတော့အဲ့ဒီ policy ပေါ်မှာပဲအခြေခံသွားမှာပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒီပါတီနှစ်ခုကပေါင်းသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပါတီနဲ့ policy ကိုက်တဲ့ပါတီချင်းပေါင်းသွားမယ်ဆိုလို့ရှိရင်ကျွန်တော်အစိုးရဖွဲ့သွားနိုင်ပါလိမ့်မယ်ပါတီကြီး3ခုပဲရှိတဲ့အချိန်မှာပါတီ3ခုစလုံးကတခါတည်းပေါင်းသွားလို့တော့မဖြစ်နိုင်တယ်လို့ပါတီကြီး2ခုပေါင်းသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူအပ်တဲ့ကျွန်တော်တို့အစိုးရဖွဲ့သွားနိုင်တဲ့ percentage ရောက်သွားတဲ့အတိုင်းအတာတစ်ခုမှကျွန်တော်အစိုးရဖွဲ့သွားနိုင်လိမ့်မယ်အဲ့ဒီချိန်မှာလည်းပဲအစိုးရဖွဲ့သွားပြီးမှလည်းပဲဖြစ်ကျွန်တော်တို့ကအစိုးရတရက်ဆိုတာကအုပ်ချုပ်တဲ့သမ္မတလိုအပ်ပါလိမ့်မယ်အဲ့ဒီသမ္မတအတွက်လည်းဒုသမ္မတရွေးပြိုင်ဝင်ရောက်ရှင်ပြိုင်ဖို့ဆိုတာကကျွန်တော်တို့ပါတီအနေနဲ့အစင်တက်ရထားတာကျွန်တော်တို့ရှိပါတယ်အဲ့ဒီပါတီအနေနဲ့ကျွန်တော်တို့ပါတီဥက္ကဋ္ဌကိုကျွန်တော်တို့ကပါတီထဲကိုဝင်ရောက်ရှင်ပြိုင်ဖို့ဆိုတာကကျွန်တော်တို့ပါတီအနေနဲ့အစင်တက်ကိုယ်စားလှယ်သမ္မတလောင်းအနေနဲ့ကျွန်တော်တို့ဒီမှန်ထားပြီးသားဖြစ်ပါတယ်အဲ့လောက်ပဲကျွန်တော်ပြောချင်ပါတယ်ဘာလဲဆိုတော့မိမိပါတီအနေနဲ့ NLD အနေနဲ့ပဲဖြစ်မိမိပါတီအနေနဲ့ဝင်ရောက်သူ့သမ္မတအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခိုင်းမဲ့ပုဂ္ဂိုလ်ရှိပါလိမ့်မယ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့လည်းမိမိတို့ပါတီအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခိုင်းမဲ့ဒုသမ္မတလောင်းရှိပါလိမ့်မယ်ကျွန်တော်တို့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့လည်းကျွန်တော်တို့ပါတီဥက္ကဋ္ဌဖြစ်တဲ့ဥတူရရွှေမန်းကိုပြည်ထောင်စုသမ္မတလောင်းအဖြစ်ကျွန်တော်တို့ကရထားရတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒီမိမိတို့ပါတီအတီးတီးထဲနေပြီးတော့မှရထားတဲ့ဝင်ရောက်ရှင်ပြိုင်တဲ့သမ္မတလောင်းတွေကသူ့ရည်ချင်းတဲ့သူဝင်ရောက်ရှင်ပြိုင်ပြီးတော့မှလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကမဲပေးရှင်ပြိုင်မှုဖြစ်သမ္မတဖြစ်သွားပါလိမ့်မယ်အဲ့ဒီအချိန်မှာမီဒီပုဂ္ဂိုလ်ကနေပဲဖြစ်ပါလိမ့်မယ်ဆိုတာကကျွန်တော်ပြတ်တယ်မပြောချင်ပါဘူးမိမိတို့ပါတီနဲ့လည်းမိမိတို့ပါတီထဲကနေရွေးကောက်တင်မြှောက်ထားတဲ့ဒုသမ္မတလောင်းဖြစ်တဲ့ကျွန်တော်တို့ပါတီဥက္ကဋ္ဌကြီးကိုအနိုင်ရပါလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒါပေမဲ့တစ်ဖက်ပါတီကြီးတစ်ခုဖြစ်တဲ့ပါတီထဲကနေမှဝင်ရောက်ရှင်ပြိုင်တဲ့ဒုသမ္မတထဲကနေပြီးမှဝင်ရောက်လာတဲ့ဒုသမ္မတတွေကိုကျွန်တော်တို့ကတစ်ဖက်မပြောချင်ပါဘူးကျွန်တော်တို့ရဲ့ရည်မှန်းချက်နဲ့ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကိုပဲကျွန်တော်ပြောချင်ပါတယ်။သို့မှသာလျှင်ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အစိုးရလည်းဖြစ်မြို့ပေါင်းအစိုးရလည်းဖြစ်သမ္မတလည်းဖြစ်မှသာလျှင်2008ခြေခံဥပဒေကိုပြင်ဆင်တင်တာပယ်ဖျက်တင်တာအတစ်ပြန်လဲရေးဆွဲတင်တယ်ဆိုတဲ့အခန်းကဏ္ဍကိုပေါ်ဆောင်သွားနိုင်မယ်ဆိုတဲ့အပိုင်းလေးကိုကျွန်တော်ပြောချင်ပါတယ်။အနိုင်နဲ့အရှုံးကကြတော့ပြည်သူပေါ်ဝင်မှုတည်မှာပါ။ဒီပါဆရာဆိုတော့နောက်ဆုံးပိုင်းအနေနဲ့ပေါ့နော်ဒီ2020မှာဝင်ပြမဲ့အပေါ်မှာပြည်သူဖက်ကိုပန်ကြားချင်တာတွေပြောချင်တာလေးတွေပေါ့ဟိုမေးဆွေးချင်တာရှိနေဆွေးပေါ့နော်
အဲ့ဒါလေးနောက်ဆုံးအနေနဲ့ပြောပြစီခြင်းနဲ့ ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ကျတော့ထူထူပြောချင်တာကပုဂ္ဂိုလ်ရေးဟိုဟာနဲ့ကြတော့မရှိပါဘူးအဲဆိုကျွန်တော်တို့ကပါတီကိုအခြေခံပြီးတော့မှတိုင်းပြည်နယ်လူမျိုးတဲ့ပြည်ထောင်စုမြန်မာနိုင်ငံကိုဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီစနစ်အနေနဲ့ကျွန်တော်ပေါ်ဆောင်သွားဖို့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ရှိတဲ့အတိုင်းပဲကျွန်တော်ပြောသလိုကျွန်တော်တို့ပါတီအနေနဲ့ညွန့်ပေါင်းစုရကိုဥဆောင်နိုင်တဲ့သမရအဆင့်ဖြစ်သွားမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့လေ့လာသုံးသပ်သူတွေရဲ့အမြင်ရောအရာရောလက်ရှိအခြေအနေရဲ့လိုအပ်ချက်ရောအခြေခံဥပဒေကိုနံပါတ်1ဦးစားပေးပြင်ရသွားမှာဆိုတော့အဲ့ဒီအခြေခံဥပဒေကိုကျွန်တော်တို့ပါတီအနေနဲ့ညွန့်ပေါင်းစုရကိုဥဆောင်ပြီးတော့မှသမရဖြစ်သွားမယ်ဆိုလို့ရှိရင်ဒီအခြေခံဥပဒေပြင်ဖို့ကအရက်ဖက်စစ်ဖက်ညှိနှိုင်းတိုင်ပင်မှုရှိမှသာလေနောက်ရှိအခြေခံဥပဒေကိုကျွန်တော်တို့ကပေါ်ဆောင်သွားလို့ရမယ်ဆိုတဲ့အခန်းကဏ္ဍနဲ့ကျွန်တော်တို့ပါတီအနေနဲ့အနိုင်ရသွားပြီးမှသမရဖြစ်သွားပြီဆိုတာနဲ့အရက်ဖက်စစ်ဖက်ကိုအဓိကတန်တမာရေးညှိနှိုင်းဆောင်ရွက်ဖို့အစဉ်သင့်ဖြစ်နေတဲ့အလျောက်ဒီ2008အခြေခံဥပဒေကိုပြင်ဆင်သင့်တာပြင်ပြီးမှပယ်ဖြတ်သင့်တာပယ်ဖြတ်သွားမယ်နှစ်ကဏ္ဍအခန်းကဏ္ဍအလိုက်ပြင်ဆင်သုံးသပ်ပြီးတော့မှအတိတ်ရေးဆွဲသင့်တာရေးဆွဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်ကြီးဟာဒီနေ့ထက်စားလို့ရှိရင်အတိုင်းအတာတစ်ခုထိကျွန်တော်တို့ကအရွှေ့ပြောင်းဖြစ်သွားပါလိမ့်မယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံရဲ့အဓိကလိုအပ်ချက်ကြတော့2008အခြေခံဥပဒေပြင်နိုင်မှသာလျှင်ပါတီကဏ္ဍအသီးသီးနဲ့အစိုးရအသီးသီးရဲ့ရည်မှန်းချက်ဖြစ်တဲ့နိုင်ငံဖွံ့ဖြိုးရေးလူမှုဘဝဖူလုံရေးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေကိုပေါ်ဆောင်သွားရမယ်အခန်းကဏ္ဍမှာကျွန်တော်တို့ပါတီတရက်အနေနဲ့ဆောင်ရွက်သွားပြီးတော့မှကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ကိုပေါ်ဆောင်သွားမယ်ကျွန်တော်မြန်မာနိုင်ငံမှာရှိနေပြည်သူပြည်သားတွေရဲ့လူနေမှုဘဝအကုန်လုံးပြုပြင်ပြောင်းလဲသွားမယ်ဆိုတာကိုကျွန်တော်လက်ခံယုံကြည်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုမြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့တိုင်းရင်းသားပြည်သူအများအားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့မှကဏ္ဍစုံကနေပြီးတော့မှမဲပေးပါဝင်ကူညီခြင်းအဖြစ်ကျွန်တော်တို့ပြည်ထောင်စုဖက်ဒရယ်ဒီမိုကရေစီစနစ်စစ်ကိုကိုယ်ဒေသမိမိဒေသအသီးသီးအတွင်းမှာကျွန်တော်တို့ရဲ့မူရင်းခွင့်ရကိုပြန်လည်ရရှိနိုင်လိမ့်မယ်ဆိုတာကိုကျွန်တော်ပြောကြရင်ပြည်သူတွေကိုကျွန်တော်တို့ပါတီကိုပါဝင်ကူညီပေးကြပါကျွန်တော်လာမယ့်2020မှာကျွန်တော်တို့အနိုင်ရပါတီဖြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကပြောင်းလဲသွားပါတော့မယ်တိုင်းရင်းသားတွေရဲ့လိုအပ်ချက်ဖြစ်တဲ့အကုန်လုံးလူမျိုးတိုင်းသားလူမျိုး8မျိုးရဲ့လူနေမှုဘဝအကုန်လုံးပြောင်းလဲသွားပါလိမ့်မယ်ဆိုပြီးမှပြောကြရင်ကျွန်တော်ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်အခုလိုချင်းပေးတဲ့UBP ပါတီကဒီတုတ်တော်အမလောင်ဦးslide ထုံအောင်ပဲဖြစ်ဖြစ်ကျွန်တော်ဒီညုံနေရဲ့ပါတီဥက္ကဋ္ဌ slide နောက်ပြီးပုံမှာထူးခြားရုပ်တင်ပါတယ်နောက်ခါမှာလည်းကျွန်တော်တို့လူမျိုးတွေးဆုံဆွေးနွေးပွဲတွေလောက်မှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ကြီးစွာပေးကြပါအောင်လို့ဒီမှာဖိတ်ကြားရင်းနဲ့ကျွန်တော်ရဲ့ဆွေးနွေးပွဲကိုဆုံးသက်ပါတယ်ကျေးဇူးတင်ပါတယ်